ဒီနေရာမှာမြတ်စွာဘုရားဟောလို့တဲ့အမိကောင်းဆိုတာဟာဘယ်ကိစ္စအတွက်ရည်ညွှန်းတာလဲဆိုမြတ်စွာဘုရားရဲ့ရည်ညွှန်းချက်ကိုသိဖို့လိုတယ်ပေါ့ဘယ်ကိစ္စမှမဆိုအမိကောင်းရှိဖို့လိုအပ်တယ်ဆိုတာတော့သိကြတယ်သို့တော့မြတ်စွာဘုရားကဘာအတွက်အမိကောင်းဆိုတာကိုဒီသုတ်တံမှာရည်ညွှန်းထုတ်ဖော်ထားတယ်လေလို့ဆိုရင်ဘုန်းကြီးတို့တွေဒီဘဝတည်းမကဘဝတန်တရားအတွက်ပါကိုယ့်အတွက်အရေးကြီးဆုံးလို့ဆိုရမယ့်ကိစ္စဘာလဲစဉ်းစားကြည့်ရအောင်ကိုယ့်အတွက်အရေးကြီးဆုံးဆိုတဲ့ကိစ္စဘာလဲဒီကနေ့လူဝါရပြီးလူဖြစ်နေကြတယ်တို့အတွက်အရေးကြီးလို့ရမယ့်ကိစ္စဘယ်ဟာလဲဒီဘဝလည်းကောင်းဖို့တန်တရားလည်းကောင်းဖို့နောက်ဆုံးတန်တရားကိုဆင်းရဲကလွတ်မြောက်ဖို့လို့ဆိုတယ်အရေးကြီးတို့လို့ရမှာပါလဲအဲ့ဒီမေးခွန်းကိုမေးပြီးတော့ကိုယ့်ကိုယ်ဖြေထုတ်ကြည့်ရတို့အတွက်အရေးကြီးကိစ္စကစီးပွားရေးလားကောင်းပြီစီးပွားရေးလို့ပြောတဲ့ပုဂ္ဂိုလ်တွေတို့စီးပွားရေးအမိကောင်းရလို့စီးပွားပါစီးပွားရေးတွေတိုးတက်ပြီးအောင်မြင်ကြီးပွားပါတယ်တဲ့အဲ့ဒီလိုရှားပွေလို့ရထားတဲ့စိစိမ်ဥစ္စာတွေရဲ့အတိုင်းအတာဟာဘယ်နှစ်ခံစားရမှာလဲဘယ်နှစ်ဘဝခံစားရမှာလဲဆိုတာကိုစဉ်းစားကြည့်လိုက်စဉ်းစားကြည့်လိုက်လို့ရှင်စီးပွားရေးလောကမှာအောင်မြင်ကြီးပွားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဘဝတစ်ခုအဆုံးမသတ်ခင်လေးမှသာသူခံစားလို့ရတယ်နောက်ဘဝရောက်သွားတဲ့အခါကျတော့ဒီပစ္စည်းဥစ္စာတွေသူအကုန်ထားခဲ့ရတယ်ဆိုတာအလုံးအသိပဲเนาะဘလောက်ပဲကြီးပွားတိုးတက်ပြီးတော့လာခဲ့စေကမူစီးပွားရေးဟာအရေးကြီးဆုံးလို့တွက်ချက်မယ်ဆိုလို့ရှိရင်အေးအဲ့ဒီစီးပွားရေးအရေးကြီးဆုံးဆိုလို့ရှိရင်စီးပွားရေးအောင်မြင်ပါပြီတဲ့စီးစိမ်ဥစ္စာယရနာရွှေငွေတွေပေါ်များပါတယ်တဲ့ဘယ်နှစ်လဲလူရဲ့တက်တန်းအနှစ်တရာတဲ့ကြော်ဖို့အမတမခဲရနေပေါ့မသေးခင်အတော်တွေးလေးမှသာဒီပစ္စည်းဥစ္စာတွေကကိုပိုင်နေတာဖြစ်တယ်ဒါတောင်တည်တည်ချာချာပိုင်တယ်လို့ပြောနိုင်လားလို့ဆိုမပြောနိုင်ဘူးဘာဖြစ်လို့အခိအာဒရဏဘောကစီစဉ်ဥစ္စာဆိုတာအဖြစ်မီးနဲ့လည်းပတ်သက်နေတယ်ဥဒကသာဒရဏဘောကအဖြစ်ရည်တွေနဲ့လည်းပတ်သက်နေတယ်ရာဇသာဒရဏဘောကတိုင်းပြည်အုပ်ချုပ်တဲ့မင်းစိုးရာဇာတွေနဲ့လည်းပတ်သက်နေသောရသာဒရဏဘောကတိတ်တဆိတ်ခိုးယူလူရမဲ့ပုဂ္ဂိုလ်တွေနဲ့လည်းပတ်သက်နေနောက်ဆုံးမိမိအိမ်မှာရှိတဲ့အပိယဒါယာဒသာဒရဏဘောကမုန်းစရာကောင်းတဲ့မလိမ်မိုးမလိမ်မာသာသမီဆိုတဲ့အမွေခံတွေနဲ့လည်းပတ်သက်နေတယ်ဆိုတော့ပစ္စည်းဥစ္စာပြက်ဖို့တွေကအများကြီးရှိတယ်ဒီထဲမှာကံတရားကထောက်ပံ့ထားသည့်အတွက်ကြောင့်စီးပွားဥစ္စာတွေတိုးတက်လာအဲ့ဒီတိုးတက်လာတဲ့စီးပွားဥစ္စာတွေဟာယထာကမ္မခယောဟောတိသဗ္ဗမေတံဝိနတတိတဲ့မြတ်စွာဘုရားကိုလှုပ်ထားတဲ့ကုသိုလ်ကံလေးကုန်ပြီဆိုရင်အားလုံးဟာပြုတ်ပြုံသွားတတ်တယ်ရှေးခေတ်ကဘုရားလက်ထက်တုန်းကတထေးတယောက်ခန္ဓာတိုင်းကြီးထဲမှာရွှေတွေဒီတိုင်းပုံထားတာရွှေငွေရတနာကြောက်တံပရမ ्या တွေကံကုန်သွားပြီဆိုတော့ဘာဖြစ်လဲအဲ့ဒီအဖိုးတန်ရွှေတွေဟာမိသွေးခွဲတွေဖြစ်နေတယ်ဟောကံကုန်တာဘယ်သူမှလုပ်လို့မရအကျိုးပေးတဲ့ကံတရားဟာကုန်သွားပြီဆိုရွှေစစ်ကမိသွေးခွဲတွေဖြစ်ကုန်တယ်လို့ဒီလိုဆိုတာဒါကြောင့်ရသော်ဗျာယထာကမ္မခယောဟောတိကုသိုလ်ကံကုန်သွားပြီဆိုရင်သဗ္ဗမေတ္တံဝိနတတိအာလုံးဟာပျက်စီးပြုံးနီးသွားမှာပဲဖြစ်တယ်လို့ဒီလိုဟောတော့အာစီးပွားရေးဟာအရေးကြီးဆုံးလို့သတ်မှတ်ရင်မခိုင်မာတဲ့အရာတစ်ခုကိုတို့အတွက်အရေးကြီးဆုံးလို့ဆုံးဖြတ်မိရရောက်ဒါလည်းမဟုတ်နိုင်သေးဘူးအင်တမတူတောင်းတဲ့အချိန်ပိုင်းလေးတာ
ကျိုးပြုနိုင်တဲ့အရာဖြစ်တယ်အဲ့တော့ဒီဖြင့်စဉ်းစားပြီးတော့ကြည့်တို့အတွက်အရေးကြီးဆုံးကဘာလဲအရေးကြီးဆုံးကဘာလဲအရေးကြီးဆုံးဆိုတာအနှစ်သာရအရှိဆုံးလည်းဖြစ်ရမယ်ခိုင်မာတဲ့အရာလည်းဖြစ်ရပစ္စည်းဥစ္စာဆိုတာခိုင်မာတဲ့အရာမဟုတ်ဘူးအနှစ်သာရရှိတဲ့အရာမဟုတ်ဘူးထို့တူပဲကိုယ်ခန္ဓာကိုယ်ကြီးဟာအရေးကြီးဆုံးလားလို့ဆိုရင်တော့လေခန္ဓာကိုယ်ကြီးမကြခင်ပဲပျက်စီးသွားသို့မဟုတ်မပျက်စီးခင်လည်းတဖြည်းဖြည်းယူရင်းလာအိုမင်းလာဒါလည်းခိုင်မာတာမဟုတ်အဲ့တော့ပစ္စည်းဥစ္စာလည်းမခိုင်မာဘူးကိုယ်ခန္ဓာကိုယ်လည်းမခိုင်မာဘူးနောက်ဘဝဆိုတာမပြောနဲ့ဒီဘဝတောင်မှပဲသိချတဲ့အရာတွေမဟုတ်ဘူးလို့ဆိုတော့ဒါတွေဟာအရေးကြီးလို့ရမယ့်ကိစ္စမဟုတ်ဘူးလို့ဆိုတာဆုံးဖြတ်ချက်ချလို့ရတယ်ဒါဖြင့်ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဘဝဆက်တိုင်းကောင်းဖို့ကိုယ်တဏ္ဍမှာအရေးကြီးဆုံးအရာကဘာလဲလို့ဆိုရင်အကုသိုလ်တွေဖယ်ရှားဖို့နဲ့ကုသိုလ်တရားတွေတိုးပွားဖို့ဒီနှစ်ခုဟာအရေးကြီးဆုံးပဲသူတို့ဆိုတာနော်အနှစ်သာရအတွင်းချကြကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုသိုလ်ဆိုတဲ့အရာတွေဟာမိမိရဲ့ရင်နဲ့နှလုံးထဲမှာဆွဲမိပြီးတော့ဖြစ်တတ်တဲ့အရာပေါ်လာတတ်တဲ့အရာစိတ်ကိုဆွဲမိပြီးတော့ဖြစ်ပေါ်လာတတ်တဲ့အရာအဲ့ဒီအရာတွေဟာစိတ်ထဲမှာဖြစ်ပေါ်ပြီးတော့စိတ်ကိုပြန်ဒုက္ခပေးတဲ့အရာစဉ်းစားကြည့်လေဥပမာတစ်ခုကြည့်ပေါ့တန်ကြီးဆိုတာဘယ်ကဖြစ်လာတာတော့ဆိုတန်ကပဲဖြစ်တယ်တန်ကဖြစ်လာတဲ့တန်ကြီးဟာဘယ်သူ့ကိုဖြစ်စီလဲလို့ဆိုတန်ကိုပဲဖြစ်စီတယ်အဲ့သဘောလိုပဲစိတ်ကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အကုသိုလ်တရားတွေကဘယ်သူ့ကိုဖြစ်စီစိတ်ကိုဖြစ်စီတာစိတ်ကိုပူလောင်စေတတ်တယ်ပင်ပန်းစေတတ်တယ်ဆင်းရဲစေတတ်တယ်စိတ်ကိုပြန်ဒုက္ခပေးတယ်နောက်ဆုံးမှာပူလောင်တဲ့စိတ်နဲ့ဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတဲ့ပူလောင်ညှဉ်းနှွမ်းနေတဲ့စိတ်နဲ့ဘဝတစ်ခုအဆုံးသတ်ပြီဆိုလို့ရှိရင်မျောလင်းရမယ့်အခြေအနေကတော့အကောင်းမဟုတ်ဘူးတဲ့ဒုက္ခဖြစ်မဲ့အခြေအနေမျိုးသာမျောလင်းရတယ်လို့ဒီလိုပြောတာဒုက္ခတိဆိုတာဒုက္ခတဂတိဒုက္ခတိဒုက္ခဘုံဒုက္ခနဲ့ကြုံတွေ့ဖို့အနေထားလို့ဒီလိုဆိုတာနော်ဘုံကိုပြောမယ်ဆိုရင်တော့အပယ်လေးဘုံပေါ့သို့တော့အကုသိုလ်ဟာလူဘုံမှာရောမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တာနှိမ့်ဆက်တာဖြစ်သောကြောင့်ဒုက္ခတိဆိုအချင်းနေစိုးတွေဖြစ်ပေါ်စေတယ်ဟိုအပယ်ငရဲတွေတော့မပြောနဲ့တော့အပယ်လေးဘုံဆိုတာဒုက္ခအမှန်တမ်းများတယ်ပေါ့ဘယ်ဘုံပဲရောက်ရောက်ဆင်းရဲဒုက္ခတွေကြုံကြရတာအကုသိုလ်ရဲ့လက်ချက်တွေကြီးပဲပေါ့ဒါကြောင့်မို့အကုသလတာဝိစ္စဒုက္ခဝိပါကလက္ခဏာတဲ့အကုသိုလ်ဆိုတာပြစ်ရှိတယ်အပြစ်ရှိတယ်ဆိုတာအစိတ်လိုပဲအစိတ်ဟာဒုက္ခပေးမှာတဘာဝကိုကပြစ်ရှိတယ်ကိုယ်ရင်နဲ့ဖြစ်လိုက်တာနဲ့တပြိုင်နဲ့ပြစ်ရှိယောဂဟာဘယ်ယောဂမှကောင်းတဲ့ယောဂလို့ရှိရမှာမဟုတ်လားနော်ကောင်းတဲ့ယောဂဆိုတာရှိမှမရှိဘူးမကောင်းတဲ့ယောဂတွေကြီးပဲယောဂဖြစ်လာလို့ရှိရင်လူကိုနှိမ့်ဆက်မှကြီးပဲအကုန်လုံးအဲ့ဒါလိုပဲအကုသိုလ်ဆိုတာကိုယ်ရင်နဲ့နှလုံးထဲမှာရောက်လာတယ်ဆိုတာကိုယ်တဏ္ဍာမှာယောဂတစ်ခုဖြစ်လာတာနဲ့အလားတန်တူနေတယ်ဒုက္ခပေးဖို့ရောက်လာတာကူညီဖို့ရောက်လာတာမဟုတ်ဘူးဒုက္ခပေးမယ်မသိခင်စိတ်ဆင်းရဲမယ်သိရင်ဒုက္ခဘုံကိုရောက်စေမယ်ဟောအကုသလသိခင်လည်းအပြစ်တင်ခံရမယ်ဒီလူကမကောင်းဘူးဒီလူကမယိုသားဘူးဒီလူကလိန်တတ်တယ်ဒီလူကသူများပစ္စည်းမတရားလုပ်တတ်တယ်လို့ပြစ်တင်ပြောဆိုမှုတွေဟာလည်းပဲအကုသိုလ်လုပ်တွေချီပဲအကုန်လုံး
မကောင်းတဲ့အလုပ်တွေဘယ်သူမှချီးမွမ်းစရာမရှိပြစ်တင်စရာတွေကြီးပဲဒီလိုဆိုလို့ဒီလူကတော့ရက်သေးစားတောက်စားတယ်ဒီလူကတော့မူရစ်ဆေးဝါးစွဲနေတယ်နဲ့အပြစ်တင်စရာတွေအပြစ်တေးကြီးပဲအကုသိုလ်ဆိုတာလောဘဖြစ်လဲအပြစ်ပဲဒေါသဖြစ်လဲအပြစ်ပဲမောဟဆိုတာဖြစ်လာလဲအပြစ်ပဲလောဘအပြစ်ဆိုတာကြည့်လေလောဘကြီးတာကိုအကြောင်းပြုပြီးတော့ဒုစရိုက်တွေလုပ်တယ်ဒေါသဖြစ်တာကိုအကြောင်းပြုပြီးတော့ဒုစရိုက်တွေလုပ်တယ်မောဟလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိဘူးတွေးဝေးနေတယ်တွေးဝေးသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ်ဒါမောဟအဲ့တော့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်ထင်ပြီးတော့လှုပ်တော့ဒုက္ခရောက်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုထင်ပြီးတော့မလှုပ်ဖဲနေတော့လေဒုက္ခရောက်တယ်မောဟကရင်ရင်လေးနဲ့လူကိုဒုက္ခပေးတာလောဘတို့ဒေါသတို့ကထင်ထင်ရှားရှားကြီးလူကိုဒုက္ခပေးတာအလုံးဟာဒုက္ခပေးတဲ့အရာတွေကြီးပဲပြည့်ရှိဒုက္ခဝိပါကလက္ခဏာဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတယ်တိုက်ရိုက်ထုတ်တဲ့အကျိုးကလည်းပဲဆင်းရဲဒုက္ခပဲသူ့ကိုအကြောင်းပြုပြီးတော့တတိတရန်းကြီးပါလာတာတွေကလည်းအကုသိုလ်တွေဇက်တိုက်ဖြစ်လို့ဆင်းရဲဒုက္ခဖြစ်ခြင်းအကြောင်းဘုရားမြတ်စွာကသုတ်တန်တစ်ခုမှာဟောထားတယ်လောဘောဒေါသောစမောဟစပုရိတံပါပစေတတံရုပ်မှန်တဲ့စိတ်အခြေခံရှိတဲ့တရားဝါကိုလောဘကလည်းဖြည့်ဆည်းတယ်တဲ့ဒေါသကလည်းဖြည့်ဆည်းတယ်မောဟကလည်းဖြည့်ဆည်းတယ်စိတ်ကြီးအခြေအနေတစ်ခုဖြည့်ဆည်းသွားဘာနဲ့ဥပမာတူတုံးလို့ဆိုလို့ရှိရင်ဝါပင်ဆိုပါစို့ဝါပင်ဟာအသီးသီးတာနဲ့ဒီဝါပင်ဟာရှင်တန်မှုမရှိတော့သေတာပဲငပြောပင်လည်းအသီးသီးတာနဲ့ရှေ့မှာရှင်တန်မှုမရှိဘူးလမ်းဆုံးသွားသေတာပဲဝါပင်တို့နော်ငပြောပင်တို့ဆိုတာအသီးကအပင်ကိုပြန်ပြီးတော့တတ်တယ်ဖြစ်စည်းတယ်လို့ဒီလိုပြောတာနော်ဖလံဝေကတလေဟန္တိဖလံဝေလုံဖလံနလံနဲ့အသီးကအပြောပင်ကိုဖြစ်စည်းတယ်အသီးကဝါပင်ကိုဖြစ်စည်းတယ်အသီးကကျူပင်ကိုဖြစ်စည်းတယ်အသီးကပေပင်ကိုဖြစ်စည်းတယ်နော်ပေပင်ဆိုတာလေတခါသိပြီးရင်သိတော့တာပဲဖြစ်စည်းတာတွေပေါ့ဆိုလို့တာအဲ့ဒီတိုင်းပဲလောဘဒေါသမောဟဆိုတာတရားရရဲ့စိတ်ကိုမှီပြီးတော့ဖြစ်လာတဲ့ဒီတရားတွေဟာဘယ်သူကိုတတ်ဖြတ်လဲဘယ်သူကိုဖြစ်စည်းလဲလို့ဆိုမိမိဖြစ်ရာစိတ်ဓာတ်နဲ့ပုဂ္ဂိုလ်ဖြစ်စည်းပြစ်တာတဲ့စိတ်ဓာတ်ကိုပျက်စီးစေတော့ပုဂ္ဂိုလ်ဟာနှိမ့်ချပြီးဒုက္ခရောက်သွားတာပဲပေါ့ဒီလိုဆိုလိုတာနော်ဘဝမှာနလမထူနိုင်လောက်အောင်ဒုက္ခပေးတာတော့အကုသိုလ်တွေပဲအဲ့ဒီအကုသိုလ်တရားတွေဖယ်ရှားဖို့အရေးဒီကိုယ့်ဘဝမှာအရေးကြီးဆုံးပဲလို့ဒီလိုမှန်ဒါတွေမဖယ်နိုင်သေးသမျှတော့သာဝရဘုရားသခင်ကိုဒုအချိန်ချင်းထောက်ပြီးတော့တောင်းဆိုနေတော့လဲဆုတောင်းနေတော့လဲဘယ်တော့မှပြည့်လာမှာလည်းမဟုတ်ဘူး။တန်တရားဝဆင်းရဲကလွတ်ဖို့ဆိုတာလေဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ဒီအကုသိုလ်တွေရဲ့ဆွဲရာနှိမ့်ဆက်ရာကိုပဲခံပြီးတော့တန်တရားမှာဒီလိုသွားနေကြ။တန်ဝေကစိတ်ဓာတ်နဲ့ဒီကနေ့ခေတ်မှာတောရိုင်းတိရစ္ဆာန်တွေရဲ့ဘဝကိုတန်ဝေကစိတ်နဲ့နည်းနည်းလောက်ကြည့် Discovery Channel တို့နော် Wild Animal ဆိုတဲ့အကြောင်းတောရိုင်းတိရစ္ဆာန်တွေအကြောင်းရိုက်ထားတာတွေနည်းနည်းကြည့်လိုက်ဘလောက်ဒုက္ခဖြစ်ကြတယ်ဆိုတာစဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကတိရစ္ဆာန်လောကကြီးတစ်ခုကိုဘာနဲ့စကလုံးနှလုံးနဲ့နော်ဘယ်စကလုံးနှလုံးနဲ့အကျဉ်းယုံပြီးတော့
တိရစ္ဆာန်လောကကြီးကိုဖော်ပြထားတယ်တရုပ်ဖော်ထားတယ်လို့ဆိုအညမညခာဓိကာဒုပ္ပလခာဓိကာတိရစ္ဆာန်လောကကြီးကိုကြည့်လိုက်မယ်ဆိုရင်အချင်းချင်းတပ်ဖြတ်ပြီးစားနေကြတာတဲ့ဒါကတစ်ချက်ဒုပ္ပလခာဓိကာအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတာတဲ့တကယ်ဟုတ်တာစားနေကြတာပဲလေရေထဲရောက်မိချောင်းကတတ်စားကုန်းပေါ်မှာချင်းသေးတွေကြားတွေကျသစ်တွေကတတ်စားနိုင်ရစားပြီးတော့ဆင်းရဲဒုက္ခရောက်နေကြအရှင်လက်လက်သွေးတန်ရဲရဲနဲ့ရန်သူရဲ့ပါဇက်ထဲမှာအသက်ပြောက်ကြရတဲ့ဘဝအဲ့ဒီဘဝမျိုးကိုဘယ်သူကတွန်းပို့တာတော့ဆိုရင်အခုပြောတဲ့လောဘဒေါသမောဟတွေတွန်းပို့လိုက်တာပဲအဲ့ဒီဘဝမရောက်ချင်ဘူးဆိုလို့ရှိရင်အခုပြောတဲ့အကုသိုလ်တွေဖယ်ဖို့ဟာသိအရေးကြီးတယ်ဒီအကုသိုလ်တွေကိုမဖယ်နိုင်သေးသမျှအဲ့ဒီဘဝကလွတ်မှာမဟုတ်ဘူးဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့တို့ဘဝမှာဘာအရေးကြီးဆုံးတော့တို့အရေးတကြီးလုပ်ရမယ့်ကိစ္စကဘာတော့ဆိုရင်ကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်တရားတွေဖယ်ဖို့ဟာအရေးမကြီးဘူးလားအရေးကြီးတယ်စီးပွားရေးကိစ္စတဲ့အရေးကြီးတယ်လူမှုရေးကိစ္စတဲ့အရေးကြီးတယ်နော်ဟိုကိစ္စတွေကမလုံးမဖြစ်လို့လုံနေကြတမန်အားဖြင့်ဒီသာဝရကိစ္စကြီးမဟုတ်ဘူးလုတ်ကိုလို့ရမယ့်ကိစ္စမလုပ်ရင်ဒုက္ခရောက်မယ့်ကိစ္စတော့အကုသိုလ်တွေဖယ်ရှားခြင်းပဲအကုသိုလ်တွေကိုဖယ်ရှားနိုင်မှအခုပြောတဲ့ဆင်းရဲဒုက္ခတွေကလွတ်မှာအနုဘုဆိုလို့ရှိရင်တန်တရားကြီးထဲမှာလဲလိုက်အောင်30ပုံနဲ့အမှန်တန်မြင့်မြတ်တဲ့ပုံတွေကိုထားတရဝါဒီရဲ့အမြဲတမ်းချက်စားတဲ့ပုံတွေကအပင်လေးပုံပဲပမတ္တသသနာမစတ္တရောအပါယတကခေဟတရိတာပမတ္တဆိုတာကုသိုလ်ရေးကိစ္စမှာမေ့လျော့ထားပြီးတော့အပျော်အပါးတွေနဲ့သာအချိန်ကုန်တဲ့ပုဂ္ဂိုလ်စီးပွားရေးနဲ့သာအချိန်ကုန်ပဲလူမှုရေးနဲ့သာအချိန်ကုန်ပဲတခြားအရေးကိစ္စတွေနဲ့အချိန်ကုန်ပြီးတော့စိတ်ထဲနှလုံးထဲမှာကုသိုလ်ဖြစ်ဖို့အချိန်အခွင့်မသာတဲ့ပုဂ္ဂိုလ်တွေပမတ္တအဲ့ဒီမေးလျော်နေတဲ့ပုဂ္ဂိုလ်အဖို့စတ္တာရောအပါယငရဲတရိစ္ဆာန်ပြိတ္တာလို့ဆိုတဲ့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကယ်လို့ဆိုတဲ့အပယ်လေးပုံဟာတကခေဟတရိတာကိုယ်ပိုင်အိမ်ကြီးပဲဆိုလို့ကိုယ်ပိုင်အိမ်နဲ့တူတယ်ဘလို့တူတာတော့ဆိုရင်အေးဘယ်သွားကိုယ်အိမ်ကိုပြန်ရတာကြီးပဲလေကိုယ်အိမ်ကိုပြန်တာပဲတရားပွဲလာဘယ်ပြန်မှာတော့အိမ်ပြန်မှာပဲနိုင်ငံခြားသွားဘဲပြန်အိမ်ပြန်မှာပဲအဲ့တော့အခုလူပုံလာကြလူပုံရောက်နေဘဲပြန်မှာတော့အိမ်ပြန်ညမှာပဲပေါ့ဒီလိုဆိုလိုတာနော်အဲ့တော့အိမ်ပြန်မဲ့လမ်းပေါက်တွေကိုပိတ်ဆို့ပစ်ဖို့လိုတယ်လမ်းကြောင်းတွေကိုပိတ်ထားမှမပိတ်ရင်အဲ့ဒီလမ်းပေါ်ပြန်လျှောက်နေအောင်ပါပဲအချိန်ချင်းထထလျှောက်နေတော့အဲ့ဒီလမ်းကမျက်စိမိတ်သွားရုံနဲ့တောင်ဖြောင်းဖြောင်းတန်တန်ရောက်တော့မှသိကြတယ်ကိုကအဲ့ဒီလမ်းလျှောက်နေတာကိုရှောင်မမသိလျှောက်နေကြအေးဒါကြောင့်မလို့အကုသိုလ်တွေရှိနေသေးလို့ရှိရင်တော့တကယ်ကိုခရံခံပြီးတော့ဈေးကြီးပေးပြီးဝယ်ထားစရာတောင်မလိုဘူးရောက်သွားမှသိကြတယ်နေရာကောင်းကောင်းရမှသိကြတယ်အဲ့ဒီမှာနော်အကုသိုလ်တွေရှိနေလို့ရှိရင်နေရာကောင်းကောင်းရလူပြေတာလာပြီးတော့မြေတွေညင်းပွားနေကြတာငရဲပြေမှာအဲ့ဒါလို့အငင်းပွားစရာလည်းမရှိဘူးအဲ့ဒါရှိတဲ့လူကမြေဝယ်ထားအောင်မယ်ဆိုအဝီစီးကမြေတော့ဘယ်သူမှသွားဝယ်မှာမဟုတ်ဘူးเนาะအဲ့ဒါလို့အကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေအဖို့တော့ဟိုမှာအစင်တဲ့တက္ကခေဟာကိုယ်အိမ်ကဆောက်เสียတောင်မလို့ဆောက်ပြီးသားဖြစ်ဒီလိုဆိုလို့လားပေါ့ကိုယ်နဲ့အနိစ္စဆုံးတိရစ္ဆာန်ဘုံတွေကိုပဲကြည့်လိုက်တောရိုင်းတိရစ္ဆာန်တွေရဲ့ဘဝအဲ့ဒီမကြည့်ချင်ဘူးဆိုလို့ရှိရင်မြို့ရဲရွာတဲ့ကိုမျက်စိအောက်တင်မဲ့ကြက်ကလေးတွေကျိုးချီဇောက်ထိုးဆွဲသွားတာတွေဝက်တွေကျိုးနဲ့တုပ်ပြီးနော်မော်တော်ဆိုင်ကယ်ပေါ်တင်သွားတာတွေခဏခဏတွေ့တာပဲနွားတွေတက်ကွင်းကိုခေါ်သွားတာတွေတို့ဟော
အဲ့ဒါလို့ဒုက္ခတွေဘယ်သူကဖန်တီးပေးနေတာတော့ဆိုအကုသိုလ်ကဖန်တီးပေးနေတာဒါဖြင့်အဲ့ဒီလိုဘဝမျိုးကိုကြောက်တယ်ဆိုလို့ရှိရင်အဲ့ဒီဘဝကိုတွန်းပို့တတ်တဲ့အကုသိုလ်ပိုကြောက်ရမှာပေါ့အဲ့ဒါတွေကိုအကုသိုလ်တွေကိုဖယ်ရှားဖို့အလုပ်ပါအမှန်တမ်းအရေးကြီးတယ်ဒါဖြင့်အကုသိုလ်ကိုဘယ်လိုနည်းနဲ့ဖယ်ရှားမှာတော့ဆိုရင်ကုသိုလ်တရားကိုပွားများအထောက်ပြီးအကုသိုလ်ဖယ်ရအမောင်ကိုဖယ်ခြင်းရင်အလင်းနဲ့ပဲဖယ်လို့ရတယ်လေအကုသိုလ်ကိုဖယ်ခြင်းလို့ရှိရင်လည်းအကုသိုလ်ကိုတက်တက်ဖယ်လို့မရဘူးကုသိုလ်နဲ့ပဲဖယ်လို့ရတယ်ရေချောင်းဖြစ်တဲ့အညစ်အကြေးကိုဆေးခြင်းရေနဲ့ပဲဆေးရမိမိဝတ်ထားတဲ့အဝတ်အစားတွေပေးရနေလို့ရှိရင်ရေတို့ဆပ်ပြတို့နဲ့တန့်စင်ပေးရတယ်ပေါ့အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုနဲ့သာလျှင်ဒီအညစ်အကြေးတွေဆေးကြောပြစ်လို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒီနှစ်ခုအမြဲတမ်းတွဲဖက်ပြီးတော့ဟောထားတယ်အကုသိုလ်ဖယ်ဖို့နဲ့ကုသိုလ်တိုးပွားဖို့ကုသိုလ်ကိုတိုးပွားအောင်လုပ်ခြင်းဖြင့်အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ဆိုတာဟာအရေးကြီးဆုံးပဲဒီကိစ္စလူတိုင်းအတွက်အရေးကြီးဆုံးအလုပ်ဟာဒါပဲမြတ်စွာဘုရားဆိုတာဟောပြဒီအချက်ကိုဒါတွေဟာအရေးကြီးတယ်ဒါတွေလုပ်ကြလို့ဆိုတာကိုမြတ်စွာဘုရားကထောက်ပြတယ်လေတပ္ပပပ္ပတအကရဏအကုသိုလ်တွေမလုံးနဲ့ကုသလတုပတံပရာကုသိုလ်မှန်တရားပြည့်စုံအောင်လုပ်တဲ့ဟောထောက်ပြထားတာဘာဖြစ်လို့တော့ဆိုအရေးကြီးလို့အဲ့ဒီအရေးကြီးတဲ့အကုသိုလ်ကိုဖယ်ရှားခြင်းကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်ပွားခြင်းဆိုတဲ့ဒီကိစ္စတို့အတွက်အရေးကြီးဆုံးပဲအဲ့ဒီအရေးကြီးတဲ့ကိစ္စကိုဆောင်ရွက်ဖို့အတွက်အမိကောင်းလို့တယ်လို့ပြောစီးပွားရေးအတွက်အမိကောင်းဆိုတာတဘဝတခဏအစာပဲဖြစ်တယ်ပညာရေးအမိကောင်းဆိုတာလည်းတဘဝတဏ္ဍစာပဲဖြစ်တယ်ကျမ်းမာရေးအမိကောင်းဆိုတာလည်းတဘဝစာပဲဖြစ်တယ်ဟောအကုသိုလ်ကိုဖယ်ပြီးတော့ကုသိုလ်တွေတိုးပွားဖို့ဆိုတဲ့ဒီကိစ္စအတွက်အမိကောင်းကြတော့မတ္တမအရေးကြီးတယ်လို့ပြောတယ်အဲ့ဒါအတွက်မြတ်စွာဘုရားကနိတ္တယတမ္ပန္နဆိုတဲ့တုတ်ကိုဟောတာဒီလိုဟောတဲ့နေရာမှာမြတ်စွာဘုရားကယဟန်တော်တစ်ပါးရဲ့မိဂုံးကိုဖြည့်ဆိုတဲ့အနေနဲ့ဟောတာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေကယဟန်တော်တစ်ပါးဘုရားထံချဉ်ကပ်ပြီးတော့အခုလိုအကုသိုလ်ကိုဖယ်ဖို့ကုသိုလ်တရားတွေတိုးပွားဖို့လို့ဆိုရင်အမိကောင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုဆိုရမှာတော့ဘုရားဘယ်အတိုင်းတာနဲ့မှအမိကောင်းရှိသူလို့ပြောနိုင်ပါသလဲဆိုမေကွန်းသူမေးတာနော်မြတ်စွာဘုရားကိုလျှောက်တယ်နိတ္တယတမ္ပန္နောနိတ္တယတမ္ပန္နောတိဗန္တေဝုစတိအရှင်ဘုရားတဲ့နိတ္တယတမ္ပန္နအမိကောင်းနဲ့ပြည့်စုံသူနိတ္တယတမ္ပန္နအမိကောင်းနဲ့ပြည့်စုံသူလို့ဒီလိုပြောပါတယ်တဲ့ကိဋ္တဝတ္တနုခောဗန္တိဘိက္ခုနိတ္တယတမ္ပန္နောဟောတိဘယ်အတိုင်းတာနဲ့မှယဟန်တော်တစ်ပါးဟာအမိကောင်းနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါသလဲသူ့မိကွန်းလေးကဒါမေးတာနော်အဲ့ဒီမှာမြတ်စွာဘုရားကအကုသိုလ်တွေကိုဖယ်ဖို့ကုသိုလ်တရားတွေတိုးတက်ဖို့ဆိုအမိကောင်းဆိုတာကိုမြတ်စွာဘုရားက5မျိုးဟောထားတယ်အဲ့ဒီအမိကောင်း5မျိုးအရေးကြီးတယ်အဲ့ဒီ5မျိုးကဘာတယ်လို့ဆိုလို့ရှိရင်တတ္ထာတဲ့ယုံကြည်မှုဟိရိတဲ့မကောင်းမှုဒုစရိုက်ကရှက်မှုဩတ္တပတဲ့မကောင်းမှုဒုစရိုက်တွေကလမ်းကြောင်းမှုဝီရိယကြိုးစားအထောက်မှုနဲ့ပညာအမှန်ကန်ခွဲခြားသိမြင်မှုဟောဒီ5ခုဟာအရေးကြီးဆုံးပဲလို့အမိခေါင်းအကုသိုလ်တွေကိုဖယ်ခြင်းနဲ့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာအကုသိုလ်တွေရှိနေတယ်အဲ့ဒီရှိနေတဲ့အကုသိုလ်တွေကိုဖယ်ရှားခြင်းနဲ့စွန့်ပစ်ခြင်းဘာလို့อ่ะကုသိုလ်တွေရခြင်းနဲ့ဘာလို့อ่ะလဲဘာကိုအမိပြုပြီးတော့လုပ်อ่ะဘာနဲ့လုပ်อ่ะအဲ့ဒီအတွက်ရသော်ဗျာဟောအေးမိမိတို့ဝတ်ထားတဲ့အဝတ်တစ်ခုညင်နွမ်းနေတယ်ဆိုရင်ဘာနဲ့လုပ်อ่ะလဲဆိုဟောလူတွေသိကြဘာနဲ့လုပ်อ่ะရေနဲ့ဆပ်ပြားနဲ့တ
သူတို့လျှော်ကြနော်6လျှော်တဲ့အဝတ်လည်းရှိသေးတာပေါ့နော်တခုနဲ့ဒီလိုပဲသူနီလန်းစနစ်တကျညစ်ပေနေတဲ့အရာကိုဒီလိုလျှော်ကြဖွတ်ကြအကုသိုလ်ဆိုတဲ့အရာတွေကစိတ်ထဲမှာလွှမ်းမိုးပြီးတော့ညှဉ်းနှွမ်းနေတယ်ဆိုလို့ရှိရင်ဘာနဲ့လျှော်ရေနဲ့ဆပ်ပြာနဲ့မရဘူးနော်ရေနဲ့ဆပ်ပြာနဲ့ရလို့ရှိရင်အခုစီတွေထဲမှာဆပ်ပြာဒုတ်တွေထည့်ထားတာဆိုတော့အဲ့ဒီစီစားတာနဲ့ပဲဗိုက်ထဲမှာအကုသိုလ်တွေကုန်တော့ပါပြီနော်အခုခေတ်မှာစားစီတွေထဲမှာဆပ်ပြာဒုတ်တွေထည့်တယ်လို့ကြားအတော်လဲဆပ်ပြာဒုတ်နဲ့သာတန်ရှင်းမယ်ဆိုရင်ဗိုက်ထဲမှာတော်တော်တန်ရှင်းနေလောက်ပြီနော်အဲ့တော့ဒီအကုသိုလ်ဆိုတာတွေကိုဘာနဲ့လျှော်ဖွတ်ကြမလဲလို့ဆိုတဲ့အခါတရားကိုအမိပြုပြီးတော့အကုသိုလ်ကိုလျှော်ဖွတ်လို့ရဖယ်ရှားပြစ်လို့ရတယ်ဟိရိကိုအမိပြုပြီးတော့ဖယ်ရှားလို့ရတယ်ဥတ္တပကိုအမိပြုပြီးတော့ဖယ်ရှားလို့ရတယ်ဝီရိယကိုအမိပြုပြီးတော့ဖယ်ရှားလို့ရတယ်ပညာကိုအမိပြုပြီးတော့ဖယ်ရှားလို့ရတယ်ဒါတွေကအမိကောင်းနေပဲကဲဒါဖြင့်ကောင်းပြီတတ္တာဗမာပြည်မှာတော့လူတဲ့တန်းတဲ့လူတွေ့ရင်ဒီလူကသရတရားကောင်းတယ်လို့ပြောကြနော်လူရတန်းတဲ့ကိုကြည့်ပြီးသရတရားကောင်းတယ်လို့ပြောတာဘာဖြစ်လို့လဲဆိုလူချင်းတဲ့စိတ်ကယုံကြည်မှုဆိုတဲ့စွမ်းအားရဲ့တွန်းပေးမှုဖြစ်တာဟုတ်တယ်တရားဆိုတာကိုတရားရှိသူရဲ့တွင်ပြင်လက္ခဏာမြတ်စွာဘုရားဟောကြားတဲ့အချက်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒသနကာမောသီလဝတ္တံနံပါတ်1ကသီလရှိတဲ့ပုဂ္ဂိုလ်ကိုဖူးတွေ့ခြင်းနဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာသီလရှိတဲ့ပုဂ္ဂိုလ်နဲ့တွေ့ဆုံခြင်းနဲ့တတ္ထမံသောတုမိစ္ဆတိတရားနာခြင်းနဲ့ဝိနယေမစ္စေရမလံကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားကိုဖယ်ရှားပစ်တယ်အဲ့ဒီအင်္ဂါလက္ခဏာ၃မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုတရားရှိသူလို့ဒီလိုပြောလို့ရတယ်တဲ့စာပေကျမ်းကမှာတတ္ထာဆိုတာရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတတ္ထာဆိုတာဘာလဲလို့ဆိုတတ္တဟတိတထာဂတတဘောဓိတထာဂတမြတ်စွာဘုရားရဲ့ဘောဓိအတိဉာဏ်ကိုသဗ္ဗညုတဉာဏ်အရတ္တပဉာဏ်ကိုတတ္တဟတိယုံကြည်တယ်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကိုယုံကြည်တယ်အဲ့ဒီယုံကြည်မှုကိုတတ္တာလို့ခေါ်တယ်ဘုရားကိုယုံကြည်တယ်ဆိုတာဉာဏ်ကိုယုံကြည်တာကိုပြောတာနော်အတိဉာဏ်ကိုယုံကြည်တယ်အတိဉာဏ်ယုံကြည်တယ်ဆိုတာဓမ္မအဓိပ္ပာယ်ရှိတချို့ဘုရားတွေကြတော့တချို့ဘာသာဝင်တွေကြတော့ဘုရားသခင်ရဲ့ဉာဏ်ကိုယုံကြည်တာမဟုတ်ဘူးဘာကိုယုံကြည်တာအနန္တတကောကိုယုံကြည်တာတကောကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဘုရားရဲ့တကောအောက်မှာဝင်ပြီးတော့ခိုးခြင်းတဲ့ပုဂ္ဂိုလ်တွေနော်အချောင်သမားလို့ပြောလို့ရတာပေါ့မြတ်စွာဘုရားရဲ့အစွမ်းတကောအောက်မှာဝင်ရောက်ပြီးတော့ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ဘဝပြေမှာလည်းရှိတာပဲလေတကောယုံကြည်တဲ့ပုဂ္ဂိုလ်အစွမ်းတကောယုံကြည်သည့်အတွက်ကြောင့်ဘိုးတော်တို့ဘွားတော်တို့ချင်းကပ်ပြီးတော့ပေးတာကဏ္ဍလေးနောက်မှလိုက်ဒီလိုဟာလည်းရှိတာနော်ဓာတ်လုံးယုံကြည်တယ်လက်ဖွဲ့ယုံကြည်တယ်အစွမ်းတကောယုံကြည်တာဟုတ်သူအဲ့တော့အခုဒီတတ္ထာဆိုတာအဲ့လိုမျိုးတွေကိုယုံကြည်တာကိုဆိုလိုတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာဘုရားရဲ့အနန္တတကောကိုယုံကြည်တာမဟုတ်ဘူးတကောယုံကြည်တယ်ဆိုတဲ့လူကတကောနဲ့မတာကိုအမြဲတမ်းမျှော်လင့်နေတယ်သူဘာလုပ်ချင်တာမဟုတ်ဘူးနော်တကောနဲ့မြတ်စွာဘုရားတို့မလိုက်မယ်ဆိုတာပဲမျှော်လင့်အသိဉာဏ်ယုံကြည်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီလိုမမျှော်လင့်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမဘုရားဟောတာဘယ်တော့မှမလွယ်ဘူးဘုရားကဒီလမ်းလျှောက်ဆိုရင်တို့လျှောက်မယ်ဟောယုံတယ်လေဘုရားဟောတဲ့အတိုင်းလုပ်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ယောဂဝေဒနာဖြစ်လို့ဆရာဝန်ဆေးဆရာကိုယုံတယ်ဆိုရင်သူပေးတဲ့အဆေးဘာမှလည်းမသိပဲနဲ့တောက်တာပဲမဟုတ်လား
ယုံလို့တောက်တာလေယုံလို့တောက်လို့ယောဂပျောက်တယ်ဟောအဲ့ဒါလိုပဲမြတ်စွာဘုရားကိုယုံတယ်ဆိုတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံတယ်ယုံသည့်အတွက်ကြောင့်ဒီအသိဉာဏ်နဲ့ပြောဆိုဆုံးမဟောကြားထားတဲ့တရားတွေဟာလွဲချော်မှုမရှိနိုင်ဘူးဘုရားဟောတဲ့အတိုင်းအကုသိုလ်ဆိုတာပယ်ရမယ်ကုသိုလ်ဆိုတာတိုးပေါင်းလုပ်ရမယ်အကုသိုလ်ကအပင်ငရဲကိုချတတ်တယ်ကုသိုလ်ကကောင်းရသူတိရောက်စေတတ်တယ်ယုံနေဟုတ်တယ်အကုသိုလ်ရှောင်မယ်ကုသိုလ်တွေပွားအောင်လုပ်မယ်ဆိုဟောစေးတောက်တာနဲ့အလားတန်တူတူပဲမယုံတဲ့ပုဂ္ဂိုလ်ကတော့အေးမကောင်းတာလုပ်တယ်ကောင်းတာတွေဖြစ်နေကြတာကောင်းတာတွေလုပ်တဲ့လူကလည်းမကောင်းတာဖြစ်တာပဲလို့ဆိုပြီးတော့လုပ်ချင်တာတွေလုပ်ကြတာဒီလိုလဲရှိတာပဲเนาะအဲ့တော့ယုံပြီဆိုတဲ့ပုဂ္ဂိုလ်ကဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကိုယ်ဝေယစိတ်ကရလို့အတိမတ်ပြုတ်ပြီးတော့ဘုရားဆုံးမတိုင်းနေမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဒါယုံတယ်လို့ပြောတယ်အဲ့ဒီယုံကြည်မှုကိုအကြောင်းပြုပြီးတော့လိုက်နာဆောင်ရွက်သည့်အတွက်ကြောင့်အကုသိုလ်ဖယ်နိုင်သွားတယ်ကုသိုလ်တွေတိုးပွားအောင်လုပ်နိုင်တယ်ကြည်လေတတ္ထာဆိုတဲ့ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားပွဲလာပြီးတော့တရားနာဖြစ်တယ်ဟောသူတော်ကောင်းတွေနဲ့တွေ့တဲ့အခါဖူးမြော်တယ်မိမိတို့တတ်ဆွမ်းသမျှဒါနကောင်းမှုတွေလုပ်တယ်သီလတွေစောင့်တည်တယ်ကမ္မဋ္ဌာန်းဘာဝနာတွေပွားကောင်းတဲ့အလုပ်တွေကိုလုပ်တယ်တတ္ထာဆိုတဲ့မိမိတို့ရဲ့ယုံကြည်မှုတွန်းအားတစ်ခုကြောင့်ဖြစ်ပေါ်လာတာလို့ဒီလိုပြောတာတရားရှိလို့သီလဆိုတာပြည့်စုံလာတရားရှိလို့ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်လာအဲ့ဒီလုပ်ဖြစ်လာခြင်းဟာကိုယ်လုပ်ဖြစ်လာသည့်အတွက်ကြောင့်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်လာကုသိုလ်ဖြစ်လာသည့်အတွက်ကြောင့်အကုသိုလ်တည်ငါအားဖြင့်ဖယ်ရှားပြီးသားဖြစ်သွားတယ်ဖြစ်လာတဲ့ကုသိုလ်တရားကအကုသိုလ်ဖယ်လိုက်တာပဲလေအလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်မဲ့ကုသိုလ်တရားပေါ်လိုက်တာဟာလောဘကိုနှိပ်ကွက်လိုက်တာပဲအဒေါသဆိုတဲ့မေတ္တာစိတ်ကိုယ်ထဲဝင်လာလို့ရှိရင်ဒေါသဆိုတဲ့မုန်းတီးတဲ့စိတ်ကိုနှိပ်ကွက်လိုက်တာပဲအမောဟဆိုတဲ့အသိပညာကိုယ်စိတ်ထဲမှာပေါ်လိုက်တာနဲ့တပြိုင်နက်မောဟဆိုတဲ့တွေးဝေတဲ့သဘောတရားကိုနှိပ်ကွက်ပြလိုက်တာပဲဖယ်လိုက်တဲ့သဘောလေးတွေကိုသတိထားနော်ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအလောဘဆိုတာဖြစ်တယ်အဲ့ဒီအလောဘဟာဒီသူ့ဘာသူဖြစ်လာတာမဟုတ်သူ့ကိုဖြစ်လာယုံဖြစ်တာမဟုတ်ဘူးလောဘကိုဖယ်ရှားပြီးသားဖြစ်သွားတယ်ဟောအလောဘဆိုတဲ့ကုသိုလ်ဖြစ်လာတာနဲ့တပြိုင်နက်လောဘဆိုတဲ့အကုသိုလ်ဖယ်ရှားပြီးသားဖြစ်သွားတယ်လောဘကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကိုယ်တဏ္ဍာမှာမဖြစ်နိုင်တော့ဘူးပေါ့ဒီလိုဆိုလို့တာเนาะအဲ့တော့တတ္ထာကိုအမိပြုပြီးတော့အလောဘဖြစ်တယ်အဒေါသဖြစ်တယ်အမောဟတွေဖြစ်လာဟောလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားပြီးသားလည်းဖြစ်သွားတယ်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်တာတတ္ထာကိုအမိပြုပြီးတော့ကုသိုလ်တွေဖြစ်ပွားပြီးအကုသိုလ်တွေကိုဖယ်ရှားနိုင်တဲ့အနေအထားမျိုးရောက်တယ်လို့သူတို့ပြောတယ်ဟောနောက်တစ်ခုဟိရိဆိုတာမြန်မာလိုတော့ရှက်တယ်ဆက်ဆုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြန်ဗမာစကားမှာတော့ရှက်တယ်ဆိုတာတွေကအမျိုးမျိုးရှိနေတယ်ယွန်းတယ်ဆိုတာလဲဆက်ဆုပ်တယ်ဆိုတာလဲအမျိုးမျိုးရှိဒါကြောင့်မို့ဒီနေရာမှာဟိရိဆိုတာရှက်တယ်ဆိုတာဘာကိုရှက်တာလဲဆက်ဆုပ်ယွန်းရှားတယ်ဆိုတာဘာကိုဆက်ဆုပ်တာလဲဒါကိုသိသိချာချာသိဖို့ဟိရိကရှက်တယ်ဆိုတာမဟုတ်တာလောက်ရမှရှက်တာမဟုတ်တာလောက်ရမှရှက်တာကိုနော်မကောင်းတဲ့စိတ်တွေမွေးရမှရှက်တယ်ကာယတုစရိုက်ကိုယ်နဲ့မဟုတ်တာလုပ်တာဝစီတုစရိုက်နှုတ်နဲ့မဟုတ်တာပြောတာမနောတုစရိုက်စိတ်ထဲကမဟုတ်တဲ့အတွေးတွေတွေးတာအဲ့ဒီဒုစရိုက်တွေကရှက်တယ်တနည်းအကုသိုလ်တွေဖြစ်မှရှက်တယ်အဲ့ဒီအကုသိုလ်တွေဖြစ်တာကိုယွန်းမုန်းတယ်လို့ဆိုတာကိုဟိရိလို့ခေါ်တာတခြားရှက်မှုတွေနဲ့မဆိုင်ဘူးလို့ပြောဥတ္တပဆိုတာတော့လက်နဲ့ကြောက်တယ်လက်နဲ့ကြောက်တယ်ဆိုတာဘာကိုလန့်ပြီးဘာကိုကြောက်တာလဲတစီကြောက်တာလားနော်၆တဲ့လူက၆လိုက်လို့လန့်သွားတာလားမွေမြင်လို့လန့်တာလားဒါမျိုးမဟုတ်ဘူးနော်ဥတ္တပဆိုတာ
ဒုစရိုက်အကုသိုလ်တွေလန့်နေတဲ့ဒုစရိုက်အကုသိုလ်တွေဖြစ်မှကြောက်တယ်ဟောကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်မှကြောက်တယ်အဲ့ဒီကြောက်ရွံ့မှုကဥတ္တပလို့ဒီလိုခေါ်တယ်လန့်နာနဲ့ကြောက်တာဒီနှစ်ခုကတဘာဝတရားချင်းအကုသိုလ်ကရှောင်တယ်ဆိုတဲ့အနေအထားမှာတော့သွားတူးတယ်သို့တော့အတွေးအမြင်ချင်းအဖြစ်ဝဲပြတ်ချနာဟိရိဆိုတာကိုယ်သိက္ခာကိုထိန်းတဲ့အနေနဲ့ရှက်တာဥတ္တပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားပြီးကြောက်လန့်တာဟောနှစ်ခုရှိနော်ဘာပဲဖြစ်ဖြစ်အကုသိုလ်ကရှက်ဖို့ကြောက်ဖို့လန့်ဖို့ပါပဲအဲ့ဒီတရားနှစ်ပါးဟာဘယ်တော့မဆိုတွဲဖက်ပြီးတော့နေကြတယ်အရှက်နဲ့အကြောက်ဒီနှစ်ခုဟာအရှက်မဲ့တယ်အကြောက်မရှိဘူးအကြောက်လန့်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားကုသိုလ်အကုသိုလ်ကုသိုလ်တရားတွေဖြစ်ပွားဖို့အမှန်တမ်းခဲရင်တယ်အရှက်မရှိဘူးလို့ပြောခံရပြီဆိုတဲ့ကမကောင်းတဲ့အားဖြစ်သွားတယ်နော်ဒါကြောင့်မို့လို့ဟိရိနဲ့ဥတ္တပဆိုတဲ့ဒီသဘာဝတရားနှစ်ခုလောကပါဠလောကကိုထိမ့်သိမ်းဆောက်ရှောက်တဲ့တရားနှစ်ခုသုက္ကဓမ္မဖြူစင်တဲ့တရားနှစ်ခုလို့မြတ်စွာဘုရားဒီလိုဟောတယ်950ဇာတ်ထဲကျတော့ဒီဝဓမ္မနတ်တွေမြတ်နိုးတဲ့တရားဒီလိုဆိုလို့ဟိရိနဲ့ဥတ္တပလောကကြီးတစ်ခုလုံးဟာအရှက်အကြောက်မရှိတော့ဘူးဆိုတာနဲ့လူဟာဘာနဲ့သွားတူတော့ဆိုတိရစ္ဆာန်တွေနဲ့သွားတူတယ်ဒီလိုပြောဒါကြောင့်မလို့ရှက်မှုကြောက်မှုဆိုတဲ့ဟိရိနဲ့ဥတ္တပကိုအမိပြုပြီးတော့လည်းပဲအကုသိုလ်တွေကိုဖယ်ရှားနိုင်တယ်ရှက်လို့အကုသိုလ်တွေမလုပ်ဘူးယွန်လို့အကုသိုလ်ကိုမလုပ်ဘူးကုသိုလ်တရားတွေကိုကြိုးစားလုပ်တယ်အကုသိုလ်တွေကိုကြောက်လို့အကုသိုလ်တွေမလုပ်ဘူးကြောက်လို့ဒုစရိုက်တွေကိုမလုပ်ဘူးအကုသိုလ်တရားတွေကိုဖယ်ရှားတယ်ကုသိုလ်တရားတွေကိုဖြစ်ပွားစေတယ်ဒီဟိရိဥတ္တပဟာလည်းအကုသိုလ်တွေဖယ်ရှားဖို့ကုသိုလ်တရားတွေဖြစ်ပွားဖို့အတွက်အမိကောင်းတစ်ခုပဲဒါတော့ပြောတာနော်အမိကောင်းတစ်ခုဟိရိဥတ္တပကိုအမိပြုပြီးတော့အကုသိုလ်ဖယ်ပါလို့ဒီလိုပြောတာကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်တွေဟိရိဥတ္တပကိုမိပြီးတော့သူ့ကိုအင်အားကိုအားထားလုပ်ပြီးတော့ဖယ်ရှားပြစ်လိုက်ပါလို့ပြောနောက်တစ်ခုကဘာတော့ဝိရိယဆိုတာအကုသိုလ်တရားတွေမဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေဖယ်ရှားဖို့ရန်ကြိုးစားအထောက်မှုမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားအထောက်မှုလို့ဆိုတယ်ဒီအထောက်မှုဟာအမှန်တမ်းအရေးပါတယ်ဘုကိုယ်တဏ္ဍာမှာအကုသိုလ်ရှိရတဲ့အပြင်းဖက်ပြီးတော့ဒီအကုသိုလ်တွေကိုမွေးထားမယ်ဆိုပါစို့စိတ်ထဲမှာတွေးတယ်ဘာတွေတွေးလဲကာမဝိတ္တစိတ်ရဲ့အတွေးတွေကိုကြည့်အဲ့ရတဲ့မှာမေးအိတ်နေပြီဘာတွေတွေးနေတုံးဆိုကာမဂုဏ်အာယုန်တွေခံစားဖို့တွေးနေတယ်အဲ့ဒီအတွေးတွေဟာအကုသိုလ်အတွေးမှန်းသိရတဲ့ဆက်တွေးနေတယ်မှိတ်နေတယ်ဆိုရင်ဒါငပြင်းလို့ခေါ်တယ်ပြင်းတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဖယ်ရှားပြရမယ်ဒီအတွေးတွေဝင်လာရင်တွန်းလှန်ဖယ်ရှားပြသူများကိုဒေါသနဲ့တွေးတဲ့အတွေးတွေတွေးလာလို့ရှိရင်လေလက်ခံမထားရဘူးဖယ်ရှားပြရမယ်သူများကိုညှင်းဆဲဖို့အတွေးတွေတွေးမိလာလို့ရှိရင်လည်းလက်ခံမတွေးရဘူးဖယ်ရှားပြရမယ်အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံပြီးတော့တွေးနေတဲ့ပုဂ္ဂိုလ်ဒီလုံလဝိရိယမရှိသူလို့ဒီနေရာသတ်မှတ်တယ်အဲ့တော့အကုသိုလ်တွေဖြစ်နေပါရဲ့တန်းနဲ့လက်ခံကြည့်လေဒေါသဖြစ်နေတာအမလီငါစိတ်လာမစမ်းနဲ့နော်မီးပွင့်သွားမယ်ဆိုတဲ့လူကဒါသူဒေါသကိုသူအမွန့်တင်ပြီးတော့ပြောနေတာလေလက်ခံထားပြီးတော့ချီးမွမ်းစကားပြောနေတယ်ငါစိတ်ကမရဘူးလို့နော်ငါစိတ်ကမရဘူးဆိုတာမျိုးနဲ့တစ်ဖက်သားကိုလည်းချိန်ချောက်တယ်သူရှိတဲ့ဒေါသကိုလည်းသူကအမွန့်တင်လိုက်တယ်အဲ့ဒါဟာနော်လုံလဝိရိယကင်းမဲ့သူလို့သူပြောမကောင်းတာကိုဖယ်ရှားဖို့မကြိုးစားဘူးမကြိုးစားဘူးနဲ့မကဘူးမျက်နှာသာပေးလိုက်သေးတာသူက
မျက်နှာသာပေးထားအကုသိုလ်မျက်နှာသာပေးပြီးတော့ဆက်ဆံထားဒါမို့အကုသိုလ်ကမိတ်ဆွေဖြစ်နေတယ်သူအဲ့တော့အကုသိုလ်ဖယ်ရှားပြစ်ဖို့ရလုံလဝိရိယနဲ့ကြိုးစားအထောက်အောင်စွန့်ရင်တတ္တိအပြစ်ဖယ်ရှားနိုင်ရမယ်ကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားရမယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့အကုသိုလ်တွေဖယ်ရှားဖို့ဆိုတာကြိုးစားမှုကအမှန်တမ်းအရေးပါတယ်မကြိုးစားလို့ရှိရင်အကုသိုလ်တွေကသူ့ဘာသူဖယ်သွားမှာမဟုတ်ဘူးတဲ့တွန့်ထုတ်ဖယ်ရှားပြစ်ဖို့အရေးကြီးတယ်ကုသိုလ်တရားတွေကလည်းအလို့လျောက်ကိုယ်စိတ်ထဲမှာဖြစ်လာမှာမဟုတ်ဘူးဖိတ်ခေါ်ပြီးတော့မွေးမြူရမှာဖြစ်တယ်ကုသိုလ်တရားတွေမဖြစ်ဖြစ်အောင်ကြိုးစားဖို့လိုအပ်တယ်ဒီလိုဆိုတာနော်ဆိုပါစို့ကိုယ်မှာသီလမရှိသေးဘူးဆိုသီလဆောက်တည်ဖို့လိုအပ်တယ်ဥပုပ်မစဥပုပ်သီလမရဘူးဆိုရအောင်ကြိုးစားသမာဓိမဖြစ်သေးဘူးဆိုဖြစ်အောင်ကြိုးစားဝိပဿနာဉာဏ်မဖြစ်ဘူးဆိုဖြစ်အောင်ကြိုးစားဒါကိုဝိရိယလို့ပြောတာနော်အဲ့တော့မရသေးတဲ့အရာတွေကိုရအောင်လုပ်ယူခြင်းဟာလုံလဝိရိယသူ့ကိုအမိပြုပြီးတော့မဖြစ်သေးတဲ့သီလကုသိုလ်တွေဖြစ်လာတယ်သီလကုသိုလ်ဖြစ်လာခြင်းသည်ဒုတ်သီလယလို့ဆိုတဲ့သီလပြက်ပြားစေတတ်တဲ့အကုသိုလ်တွေကိုဖယ်လိုက်တာပဲမဖြစ်သေးတဲ့တမာတိတွေကိုယ်တဏ္ဍဖြစ်အောင်လုပ်ခြင်းသည်ဥဒိစ္စစတဲ့စိတ်လေလွင့်နေတဲ့အကုသိုလ်တွေကိုတွန်းလှန်ပစ်ခြင်းပဲဖြစ်တယ်မဖြစ်သေးတဲ့ပညာကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ခြင်းသည်မောဟဆိုတဲ့တွေ့ဝေတဲ့တရားကိုဖယ်ရှားပစ်ခြင်းပဲဖြစ်တယ်အဲ့ဒါဝိရိယရဲ့စွမ်းပကာဝိရိယကိုအမိပြုပြီးတော့အကုသိုလ်တွေဖယ်ရှားပြီးကုသိုလ်တရားဖြစ်ပေါင်းလုပ်ခြင်းပဲဒါဟာလည်းအမိကောင်းတစ်ခုပဲလို့ဒီလိုပြောနောက်တစ်ခုကတော့ပညာအသိပညာကိုအမိပြုပြီးတော့ဒါကတော့အမှန်တမ်းအစွမ်းထက်ဆုံးပဲဉာဏ်နဲ့ဖယ်ရှားမှုတွေဟာပညာလောက်အစွမ်းထက်ကြပညာကတော့အစွမ်းထက်ဆုံးပဲသူဖယ်မှပို့ပြီးတော့ပျောက်ခဲနေအဲ့ဒါကြောင့်မို့ပညာလို့ဆိုတဲ့နေရာကြနောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်တွေမှာဆိုလို့ရှိရင်ပညာဆိုတာဘယ်လိုပညာလဲဆိုတာအဆင့်အမြင့်ဆုံးမှာဖွင့်ထားဥဒယထဂာမိနိယဖြစ်မှုပြက်မှုကိုသိတဲ့ပညာမျိုးဟောအဖြစ်ပြက်ကိုသိတဲ့ပညာမျိုးအရိယာယနိဗ္ဗေဒိကာယကိလေသာတွေကိုဝေးကွာအောင်လုပ်နိုင်တယ်နိဗ္ဗေဒိကကိလေသာအဆိုင်အခဲတွေကိုဖြတ်ခွဲပြစ်နိုင်တယ်ဖောက်ခွဲပြစ်နိုင်တယ်တမ္မာဒုက္ခခယဂာမိမှန်ကန်တဲ့နိလန်းနေနဲ့ဒုက္ခကိုအဆုံးသတ်အောင်လုပ်နိုင်တယ်ဆိုတဲ့ပညာမျိုးဒီလိုဆိုလိုတာနိဗ္ဗေဒဆိုတာကိလေသာတွေကိုဖောက်ခွဲနိုင်တာဘယ်သူလဲလို့မေးလို့ရှိရင်မက်ပညာကိုပြောတယ်တမ္မာဒုက္ခခေယဂာမိနိယဒုက္ခတွေအဆုံးသတ်အောင်လုပ်တယ်ဆိုတော့ဘယ်ပညာတော့ဆိုမက်ပညာဥရိယထဂာမိနိဖြစ်မှုပြက်မှုကိုသိတဲ့ပညာဆိုတာဘာပညာတော့ဆိုဝိပဿနာပညာကိုပြောတယ်အဲ့ဒီဝိပဿနာပညာမက်ပညာတို့ကိုအမိပြုပြီးတဲ့အခါမှာအကုသိုလ်တွေကိုဖယ်ရှားနိုင်တယ်ကုသိုလ်တွေတိုးပေါအောင်လုပ်နိုင်တယ်လို့ဒီလိုပြောတာဒါကတော့အစွမ်းထက်ဆုံးပဲအစွမ်းထက်ဆုံးပဲဒါကြောင့်မို့လို့ပညာဆိုတာကိုမဂ္ဂင်၈ပါးတဲ့ကြတော့သမ္မာဒိဋ္ဌိဆိုပြီးတော့မြတ်စွာဘုရားဟောတာအမှန်မြင်မှုပညာလို့ပြောအဲ့ဒီပညာဆိုတဲ့အမိကောင်းကိုအမိပြုပြီးတော့နော်အကုသိုလ်တွေကိုဖယ်လိုက်တယ်ကုသိုလ်တိုးပေါအောင်လုပ်လိုက်ကုသိုလ်တိုးပေါအောင်လုပ်လိုက်အဲ့ဒီပညာနဲ့ဖယ်လိုက်တဲ့အကုသိုလ်တွေဟာတခါတည်းအပြီးသက်ဖယ်ရှားပြီးခြင်းဖြစ်တယ်ဟောမဲ့ပညာနဲ့ဖယ်မယ်ဆိုရင်တခါတည်းအပြီးသက်တရားမှာလည်းပဲထို့တူပဲမယုံကြည်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေသို့မဟုတ်ယုံကြည်မှုကင်းမဲ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အတ္တဒိယအကုသိုလ်တရားတွေကိုတရားနဲ့ဖယ်လိုက်တယ်အဲ့ဒီတရားဟာဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့တရားရှိတယ်မက်စိတ်နဲ့ရှင်တွဲလာတဲ့တရားရှိတယ်ဖို့စိတ်နဲ့ရှင်တွဲလာတဲ့တရားရှိတယ်အဲ့ဒီဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့
ဝိပဿနာနဲ့ရှင်တွဲလာတဲ့တတ္ထာကအကုသိုလ်ကိုဖယ်တယ်ဆိုတာတည်ငါအနေနဲ့ဖယ်တယ်မဲ့နဲ့ဖယ်ပြီးဆိုရင်သမုတ်စေတဖြတ်တောက်ဖယ်ရှားလိုက်တာဖိုနဲ့ဖယ်ရှားပြီးဆိုတဲ့အခါကျတော့မယုံကြည်မှုအလုံးကိုထပ်မံညှိမ့်သက်ပြီးတော့ဖယ်ရှားတာကိုပဋိပတ္တိပါဟာနနဲ့ဖယ်တာလို့ဒီလိုနားလည်ရပေါ့ဟိရိဥတ္တပဆိုတာလည်းကြည့်အရှက်မဲ့ခြင်းအကြောင်းလမ်းမရှိခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကုသိုလ်တွေကိုဝိပဿနာနဲ့ရှင်တွဲလာတဲ့ဟိရိတရားကတည်ငါအပြင်ဖယ်ရှားပြစ်တယ်မဲ့ပညာမဲ့နဲ့ဖိုနဲ့မဲ့စိတ်ဖိုစိတ်မှရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဟိရိတရားဥတ္တပတရားကအဟိရိကအနတ္တပဆိုတဲ့အကုသိုလ်တွေဘယ်တော့မှမဖြစ်အောင်တွန်းလှန်ဖယ်ရှားပြစ်လိုက်တယ်ဒီအဆင့်ထိအောင်မြတ်စွာဘုရားဟောတာနော်ဝိရိယဆိုတဲ့ဒီစွမ်းအားဟာဝိရိယကင်းမဲ့မှုဆိုတဲ့ကောသစ္စဆိုတဲ့ပြင်းထူခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုဝိပဿနာနဲ့ရှင်တဲ့ဝိရိယကတည်ငါအားဖြင့်ဖယ်ရှားလိုက်တယ်မဲ့စိတ်နဲ့ရှင်တဲ့ဝိရိယဖိုစိတ်နဲ့ရှင်မဲ့စိတ်နဲ့ရှင်တဲ့ဝိရိယကအဲ့ဒီအကုသိုလ်တရားတွေကိုဖြတ်တောက်ဖယ်ရှားကျွင်းမဲ့ဖယ်ရှားတယ်ဖိုစိတ်နဲ့ရှင်တဲ့ဝိရိယကဝိရိယမရှိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုညှိမ့်သက်ပြီးတော့ဖယ်ရှားတယ်လို့ဟောဖယ်ရှားမှုအသီးသီးနဲ့ဒီလိုဖယ်ရှားပြလိုက်တာအဲ့ဒီဖယ်ရှားပြီးခြင်းဟာအပြီးသက်ဖယ်ရှားပြီးခြင်းမဲ့နဲ့ဖယ်ရှားခြင်းဒီနောက်ထပ်ဖယ်ရှားမရှိအောင်အပြီးသက်ဖယ်ရှားခြင်းဖြစ်တယ်ဒီလိုပြောတာအဲ့ဒီထဲမှာတရားနဲ့ဖယ်တာပဲဖြစ်ဖြစ်ဟိရိနဲ့ဖယ်တာပဲဖြစ်ဖြစ်ဥတ္တပနဲ့ဖယ်တာပဲဖြစ်ဖြစ်ဝိရိယနဲ့ဖယ်တာပဲဖြစ်ဖြစ်တတ္ထာဟိရိဥတ္တပဝိရိယတို့ကိုအမိပြုပြီးတော့ဖယ်ရှားမှုတွေဟာပညာနဲ့ဖယ်ရှားတာတော့အစွမ်းမထက်ဘူးတဲ့ပညာနဲ့ပညာကအဓိကဖြစ်သည့်အတွက်ကြောင့်ပညာနဲ့ဖယ်ရှားခြင်းဟာသာလေအပြီးသက်ဖယ်ရှားခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီသုတ်တံမှာဒီလိုဟောထားတယ်နော်တံဟိတဘိက္ခုနောအကုတလံပဟိနံဟောတိတုတ်ပဟိနံယန္တအရိယာယပညာယဒိဋ္ဌံဝပစဟတိအရိယာမဲ့နဲ့ရှင်တဲ့ပညာနဲ့မြင်ပြီးတော့ဖယ်ရှားလိုက်တဲ့ဖယ်ရှားမှုကသာလေနောက်ထပ်ဖယ်ရှားစရာမရှိတဲ့အကောင်းဆုံးဖယ်ရှားမှုဖြစ်တယ်လို့ဟောတတ္တာဟိရိဥတ္တပဝိရိယပညာလို့ဆိုတဲ့မိမိရဲ့တဏ္ဍာမှာရင့်တတ်အောင်တိဆောက်ထားတဲ့ဒီတရား၅မျိုးကိုအမိပြုပြီးတော့အကုသိုလ်တွေကိုဖယ်ရှားဖို့အလုပ်ဟာမိမိရဲ့ဘဝမှာအရေးကြီးဆုံးအလုပ်ဖြစ်တယ်အကုသိုလ်တွေကိုမဖယ်နိုင်သေးလို့ရှိရင်ဒီဘဝအဆုံးသတ်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတာမျက်စိမှိတ်ပြီးတော့ကြည့်လိုက်ကြောက်เสียကြီးပဲနော်ဘာနဲ့ဥပမာတူတော့ဆိုခြိုက်ကြီးကလည်းခြိုက်ကြီးအမှောင်ကြီးကလည်းအမှောင်ကြီးအောက်မှာဘာတွေရှိမှလည်းမသိဘူးဟောအဲ့ဒီမှောင်းနေတဲ့ခြိုက်ကြီးထဲမှာမွေတွေရှိသလားဆူးညောင်းတွေရှိသလားဘာမှမသိဘူးအဲ့ဒါလို့မှောင်မဲနေတဲ့6ကဘာကြီးတဲ့ခုံဆင်းရတာလို့ပဲသိတယ်ဆိုတာအဲ့ဒီထဲခုံဆင်းလိုက်ရင်မွေနဲ့လည်းတွေ့မှာပဲဆူးညောင်းခလုတ်တွေနဲ့လည်းတွေ့မှာပဲအန္တရာယ်မျိုးစုံတွေနဲ့ကြုံတွေ့ရဒီဘဝသိလိုက်တယ်ဆိုတာနောက်ဘဝဘာနဲ့ပေါ်လာမှမသိတော့အောင်မှောင်မဲနေတဲ့အနေအထားကြီးပဲလို့ဒီလိုပြောမှာနော်အဲ့ဒါလို့ထဲမှာပုရုဇဉ်တွေကြတော့မြတ်စွာဘုရားဟောထားတယ်လေဝိနိပါတဓမ္မောတဲ့ကိုယ့်ရဲ့ဆန္ဒမပါပဲနဲ့ရောက်သွားမှာအေးငရဲမကြခြင်းပဲလေကြာသွားမှာပဲတရိစ္ဆာန်မဖြစ်ခြင်းလည်းဖြစ်သွားမှာပဲပြိတ္တာမဖြစ်ခြင်းလို့လည်းမရဘူးဖြစ်သွားမှာအဲ့ဒါကိုဝိနိပါတလို့ခေါ်တယ်ကိုယ့်ရဲ့စိတ်ဆန္ဒဘာတစ်ခုမှမဟုတ်သောတာပန်ဖြစ်သွားပြီအကုသိုလ်တွေဖယ်လိုက်နိုင်ပြီဆိုတဲ့အခါကျတော့အဝိနိပါတဓမ္မောကိုယ်ဆန္ဒမရှိတဲ့နေရာမရောက်တော့ဘူးတဲ့ဒီလိုဆိုလိုတာနော်အမောင်ကြီးတဲ့ခုံဆင်းတာမဟုတ်ဘူးတိတိတာတာတဘဝကိုတက်လှမ်းတာသာဖြစ်တယ်ဟောမြင်နေရပြီကိုသွားမဲ့ခရီးကိုမြင်ရတယ်ဟောသောတာပန်ဖြစ်သွားရင်အဝိနိပါတဓမ္မသူရဲ့တဘာဝကိုကဆန္ဒကင်းမဲ့ပြီးတော့အမောင်နဲ့ခုန်ချရတဲ့အနေအထားမျိုးမဟုတ်တော့ဘူးဘာဖြစ်လို့အကုသိုလ်တွေကိုဖယ်လိုက်နိုင်လို့ပဲ
ဒီလိုဆိုတာနော်အေးကောင်းပြီအခုလို့တတ္တာဟိရိဩတ္တပဝီရိယပညာလို့ဆိုတဲ့ဒီအလွန်ကောင်းမြတ်တဲ့ဒီတရား၅ပါးကိုအမိပြုအဲ့ဒီပေါ်မှာကြံ့ကြံ့ခံရပ်တည်ပြီးတော့ကြံ့ကြံ့ခံရပ်တည်ပြီးတော့ဘယ်လိုနေရမလဲဘာတွေလုပ်ရမလဲဘယ်လိုနေရမလဲလို့ဆိုတဲ့အခါဒါတွေကိုဖယ်ရှားလိုက်ပြီးယဟန္တာဘဝမျိုးရောက်သွားပြီဆိုတဲ့အခါဘယ်လိုအနေအထားမျိုးရောက်သွားလဲလို့ဆိုရင်အရိယာသူတော်စင်ဘဝရောက်သွားတဲ့အခါသင်္ခါယေကံပဋိသေဝတိအခြေအနေ၄ရာဖြစ်ပေါ်လာဘာကိုအမိပြုဘာကိုအသုံးပြုသမျှပညာနဲ့ဆင်ခြင်ပြီးမှအသုံးပြုတယ်မသိဘဲနဲ့လှုပ်တာတခုမှမရှိဘူးအသိဉာဏ်နဲ့လှုပ်တယ်လို့ဒီလိုပြောတာနော်ကိုအသုံးပြုပြီဆိုလဲအသိဉာဏ်နဲ့ပဲအသုံးပြုတယ်ဒါတခုသင်္ခါယေကံအထိဝါသေတိသိခံရတဲ့အရာတွေဒီသိခံရတဲ့အရာတွေကိုလည်းအသိဉာဏ်နဲ့ပဲသိပြီးတော့သိခံတယ်သင်္ခါယေကံပဋိဝိစေတိရှောင်ကျင်ရမယ့်ကိစ္စတွေကိုလည်းပဲအသိဉာဏ်ရှိနဲ့ရှောင်သွားတတ်ပြီသင်္ခါယေကံဝိနောဒိတိဖယ်ရှားပြရမယ်တွန်းလှန်ဖယ်ရှားပြရမယ်အရာတွေကိုလည်းပဲအသိပညာနဲ့ပဲတွန်းလှန်ဖယ်ရှားပြီးတော့နေထိုင်တယ်တကယ့်ကိုအစစ်မြင့်တဲ့အနေအထားမျိုးကိုအရိယာသူတော်စင်ဘဝကိုရောက်သွားပြီလို့ဒီလိုဆိုလိုတာเนาะအဲ့ဒါလို့ဒီတရား၅ပါးကိုအမိပြုပြီးတော့အဲ့ဒီပေါ်မှာကြံ့ကြံ့ခံထားပြီးတော့ဒီအခြေအနေ၄မျိုးနဲ့နေထိုင်သွားပြီဆိုရင်တကယ်မြင့်မြတ်ဖြစ်စဉ်တဲ့အရိယာပုဂ္ဂိုလ်ဖြစ်လို့လုပ်เสียလုပ်ငန်းတွေပြီးလို့ကိုယ်ဘဝအစေးလည်းနေနိုင်တဲ့အနေအထားမျိုးကိုရောက်ပါတယ်တဲ့အဲ့ဒီလိုရောက်နိုင်ဖို့အတွက်အမိခေါင်းဆိုတာရှာရမယ်လို့ဒီလိုပြောတာเนาะရိက္ခာဆိုတာခီးသွားတဲ့ပုဂ္ဂိုလ်တွေမပါမဖြစ်ပါရတဲ့အရာကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားဖြစ်တယ်ဘဝခရီးသွားတဲ့အခါမှာလည်းလိုအပ်တဲ့ရိက္ခာဆိုတာဘာကိုပြောရလဲအမှန်တန်ရှင်လျားတဲ့ဘဝတန်လျာခရီးကြီးတွေမှာရိက္ခာဆိုတာမပါဘဲနဲ့သွားမယ်ဆိုရင်အခက်ခဲမျိုးမျိုးတွေကြုံတွေ့သွားနိုင်တယ်ဘုရားမြတ်စွာကိုယ်တိုင်ကပါထေယံပိစတေနဝိစတိဆိုပြီးပါထေယဆိုတာရိက္ခာလို့အဓိပ္ပာယ်ရတဲ့စကားဟောကြားခဲ့တာဖြစ်အဲ့ဒီစကားလုံးကိုယူပြီးတော့ဒီကနေ့ဘဝရိက္ခာဆိုတဲ့ခေါင်းစည်းနဲ့ဟောပြောမဆုံးနိုင်တဲ့တဏှာဘဝခရီးကြီးကိုသွားတဲ့အခါမှာအခက်ခဲမျိုးစုံတွေနဲ့ကြုံတွေ့နိုင်တယ်ပေါ့ဘဝခရီးဆိုတာကိုဖြောင့်တန်းပြီးတော့အန္တရာယ်ကင်းတဲ့ခရီးလို့မသတ်မှတ်ဘူးဘဝခရီးကိုကန္တာရခရီးကြီးနဲ့တင်စားပြီးတော့ဆိုလေးရှိတယ်ကန္တာရခရီးဆိုတာအင်တမအန္တရာယ်တွေရောပြောင်းပြီးတော့နေဒီခရီးကိုဖြတ်သန်းသွားလာတဲ့ပုဂ္ဂိုလ်တိုင်းဟာတနည်းမဟုတ်တနည်းအန္တရာယ်တွေနဲ့ကြုံရတတ်တယ်ပေါ့ဒါကြောင့်မို့လို့ကြမ်းတမ်းတဲ့ခရီးတစ်ခုကိုကန္တာရခရီးအဲ့ဒီကန္တာရခရီးကိုလည်းဘေးရန်အန္တရာယ်တွေနဲ့ရည်စူးပြီးတော့ခွဲပြီးတော့ဟောပြောဆိုထားတာရှိသေးတယ်မြန်မာလိုတော့ကန္တာရဆိုတာခရီးခဲလို့ပဲဒီလောက်ပဲသိကြအင်မတန်ခဲရင်းနဲ့ခရီးဖြတ်ကျော်ဖို့အင်မတန်မှခက်တယ်ဘေးရန်အန္တရာယ်တွေအလွန်များတဲ့ခရီးမျိုးကန္တာရခရီးအဲ့ဒီမှာအစာရေစာပြတ်လက်တဲ့ကန္တာရခရီးမျိုးကိုနိရုဒကကန္တာရလို့ဒီလိုခေါ်တယ်ရေမရှိဘူးရေမရှိရင်တခြားအစာဆိုတာလည်းခက်ခဲတယ်ပေါ့ဒါကြောင့်မို့လို့ရေမရှိတဲ့ခရီးမျိုးကိုရေပါယူသွားပြီးတော့သွားနိုင်မှဒီကန္တာရခရီးကိုကျော်ဖြတ်နိုင်တယ်ဒါကြောင့်အလွန်ခဲရင်းတဲ့ခရီးတစ်ခုလို့သတ်မှတ်တယ်ပေါ့
တချို့ခရီးကြတော့အစာရေစာရနိုင်တော့လေသဘုံတွေကလွှမ်းမိုးပြီးတော့အုပ်ဆိုးထားတဲ့ခရီးဆိုလို့ရှိရင်အဲ့ဒီခရီးကိုဖြတ်တန်းရင်အနည်းအမှန်မှကြီးတယ်အလူအရဲ့ရိုက်နိုင်ခံရပြီးတော့လူဟာနောက်ဆုံးအခန့်ခြေနေမလှလို့ရှိရင်အသက်ဖြတ်ခြင်းတောင်ခံရတဲ့ခရီးမျိုးဒါကိုစောရကန္တာရလို့ဒီလိုခေါ်တယ်ပေါ့တချို့ခရီးကြတော့အဲ့လိုမဟုတ်ဘူးတခြားအန္တရာယ်တွေမရှိတော့လေသားရဲတိရစ္ဆာန်တွေလွှမ်းမိုးနေတဲ့ခရီးမျိုးသွားလို့ရှိရင်လည်းပဲသားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်မျိုးနဲ့ကြုံတွေ့နိုင်တယ်အဲ့ဒါကြောင့်မလို့ဒီခရီးတွေဟာခက်ခဲပြီးတော့ကြမ်းတမ်းတဲ့ခရီးတွေသာဖြစ်တယ်ပေါ့ဖြတ်ကျော်ဖို့ရအမှန်တမ်းခဲရင်အသွားလာပြတ်နေတာဖြစ်သောကြောင့်ဒီလမ်းခရီးကိုကန္တာရလို့လည်းအဓိပ္ပာယ်တနည်းအားဖြင့်ခေါ်တယ်ပေါ့ဒါကပဂတိကန္တာရခရီးနဲ့ပတ်သက်ပြီးတော့ပြောတာဘဝဆိုတဲ့ကန္တာရခရီးဟာလည်းပဲလူတိုင်းမကြုံတွေ့ခြင်းလို့မရတဲ့အခက်အခဲအန္တရာယ်တွေရှိနေတယ်ဆိုတာအလုံးသတိပြုမိဖို့ပဲဘဝခရီးကြီးကိုရှောက်လန်းသွားတဲ့အခါမှာလူတိုင်းဘုန်းကြီးတို့တွေဘာတွေကြုံတွေ့နိုင်လို့ဆိုအိုခြင်းဆိုတဲ့အန္တရာယ်နာခြင်းဆိုတဲ့အန္တရာယ်နောက်ဆုံးမှသေဆုံးရခြင်းဆိုတဲ့အန္တရာယ်မဆုံးခင်သေဆုံးရတဲ့အန္တရာယ်မျိုးဆိုတာလေဘဝခရီးမှာရှိနေတယ်ပေါ့လူတိုင်းဟာလွတ်နိုင်သလားဆိုဘယ်လွတ်မလဲအိုခြင်းကိုလည်းမကျော်လွှားနိုင်ဘူးသေခြင်းဆိုတဲ့မှတ်တိုင်ကိုလည်းမကျော်လွှားနိုင်ဘူးကြောက်မဲ့ဖွယ်ရာကောင်းတဲ့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ကြီးမားတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့ခရီးဖြစ်လို့ဘဝဟာလည်းကန္တာရခရီးကြီးပဲလို့ဒီလိုဆိုရတာဒါတွေလားလို့ဆိုတော့မကဘူးအသက်တရားမနေရတော့လေအမှုတရားကြုံရတယ်ဆိုတာလို့လူဘဝမှာတောကဖြစ်เสียတွေကမျိုးစုံနဲ့တောကဖြစ်လာလို့မထိန်နိုင်တဲ့အခါငိုရတဲ့အခါတွေကလည်းအများကြီးကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာတွေလည်းကြုံတွေ့ရစိတ်ပင်ပန်းမှုဆိုတာတွေလည်းများစွာကြုံတွေ့ရတော့ဘဝခရီးဟာရှောက်လန်းရသူတိုင်းဘယ်သူမှမသက်သာဘူးလို့ဒီလိုပြောယဟနာပုဂ္ဂိုလ်တွေလည်းဘဝခရီးဖြတ်သန်းရတဲ့အခါမှာသက်သာမှုရသလားဘယ်သက်သာလဲရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဆိုဘိုက်နာရတယ်ဒါအထင်ရှားတာလေးတစ်ခုရှင်မမောဂလန်ကိုရောမြတ်ကြီးလည်းယောဂဝေဒနာတွေဖြစ်တယ်နောက်ဆုံးကြတော့လောက်ကြံတပ်ဖြတ်ခြင်းခံလိုက်ရတယ်ဆိုရက်ခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ရိုးပြိဋိဘံစံရတာမဟုတ်ဘူးလောက်ကြံတပ်ဖြတ်လို့ပြိဋိဘံစံသွားရတယ်လို့ဒါဘဝရဲ့အခက်အခဲတွေတာမန်အားဖြင့်မစဲစားပဲနေလို့ရှိရင်ဘဝမှာအခက်အခဲမရှိဘူးပျော်စရာကြီးလို့မြင်ကောင်းမြင်လိုက်မယ်ပျော်စရာမဟုတ်ဘူးဘလောက်ပျော်စရာကောင်းတဲ့ဘဝပဲဖြစ်ဖြစ်အခက်အခဲတစ်မျိုးမျိုးတော့ကြုံတွေ့မှာပဲသိချာမြတ်စွာဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ပဲဘဝခရီးကြီးကိုရှောက်လန်းတဲ့အခါအဆင်းရဲမှုတွေကြိမ်ကြိမ်ကြုံတွေ့ရတယ်ဘုရားဟာဘလောက်ပဲတကိုးတော်အနန္တနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘဝခရီးကိုသွားတဲ့အခါမှာအမြဲတမ်းဖြောက်တန်းနေတဲ့ဘဝခရီးမျိုးကိုရှောက်လန်းရတာမဟုတ်ဘူးတခါတရံလူစားတဲ့အစာမဟုတ်တဲ့မြင်းစာတွေစားနေရတဲ့အခါမျိုးလည်းကြုံရတတ်တယ်တခါတရံလုံးဝစားစရာမရှိတာလည်းကြုံရတတ်တယ်တခါတရံဆန့်ကျင်မဲ့ပုဂ္ဂိုလ်တွေရဲ့ဆန့်ကျင်မှုကိုခံရလို့စိတ်ဆင်းရဲွယ်အနေအထားမျိုးတွေနဲ့လည်းကြုံတွေ့ရတာရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဘဝမှာဆွဆွဲမှုကြီးနှစ်ကြိမ်ခံရအမြဲတမ်းကြီးမားတဲ့ဆွဆွဲမှုကြီးခုခေတ်လို့ဆိုရင်ဖြည့်ရှင်းမှုအမြဲတမ်းခက်ခဲတဲ့
ဆွဆွဲမှုကြီးတွေနှစ်ကြိမ်ခံရတယ်လောက်ကြံတပ်ဖြတ်မှုက၃ကြိမ်ထိအောင်ခံခဲ့ရတယ်ပေါ့ဘဝဆိုတာဖရာတောင်မှရှောင်လို့မရတာပါလားလို့ဘုန်းကြီးတို့တရားနာပရိသတ်တွေဘဝပေါ်မှာတန်ဝေကဖြစ်ဖို့ပါနော်ဘယ်သူဘဝပဲဖြစ်ဖြစ်အစဉ်ပြေးနေတယ်ဆိုတာတခဏမြတ်ဖြစ်တယ်နောက်ဆုံးဟာအခက်ခဲတွေနဲ့ရင်ဆိုင်သွားကြရတဲ့ဘဝတွေကြီးပဲဘဝဟာကျင့်တတ်เสียမကောင်းတဲ့အနေအထားတွေရှိတယ်လို့ကျင့်တတ်เสียကောင်းတာလည်းမရှိဘူးတော့မဟုတ်ဘူးရှိပါတယ်ဘဝဟာအဆိုးကြီးတော့မဟုတ်ဘူးအကောင်းလည်းရှိတယ်ကောင်းရှိလို့လူတွေကဘဝမှာပျော်ရွှင်နေကြတယ်ပေါ့အဲ့ဒီကောင်းတဲ့အကွက်ကလေးတွေတာယာဝယ်ကျင့်တတ်ဖွယ်လက်ခံဖွယ်အခက်ကလေးအချက်ကလေးတွေစာပေကျမ်းမှာဗာပြောလို့ဆိုအတ္တဓာလို့ခေါ်တယ်ကျင့်တတ်เสียအဲ့ဒီကျင့်တတ်เสียလေးတွေကိုကြည့်ပြီးတော့လူတွေဟာဘဝကိုလက်ခံပြီးတော့ကျင့်တတ်နေကြတာဒါဖြင့်ဘဝဟာကျင့်တတ်เสียကြည့်ပဲလားလို့ဆိုတော့မဟုတ်ဘူးအပြည့်အနာစာတွေကလည်းအများကြီးအခက်ခဲတွေကလည်းအများကြီးဆိုတာရှိတယ်ဒါကြောင့်မို့သူတော်စင်ပုဂ္ဂိုလ်တွေကြတော့ဘဝကညှင်းငွေ့သွားကြတယ်ဟောပြောနေတဲ့ပုဂ္ဂိုလ်တွေကကျင့်တတ်เสียလေးတွေးပြီးပြောနေတာညှင်းငွေ့သွားတဲ့ပုဂ္ဂိုလ်တွေကလည်းဘဝရဲ့အစစ်အမှန်ကိုရှုမြင်သုံးသပ်ပြီးတော့ဘဝကလွတ်အောင်ကြိုးစားသွားကြတာမကြိုးစားတဲ့ပုဂ္ဂိုလ်တွေကဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်ကျင့်တတ်เสียကောင်းတာလေးကြည့်ပြီးတော့ထိုကျင့်တတ်เสียကောင်းတဲ့အချက်ရဲ့နောက်ွယ်မှာရှိတဲ့အမတန်မှကြောက်เสียကောင်းတာတွေကိုမမြင်တာဥပမာမဲ့ဘာလဲလို့ဆိုလို့ရှိရင်သင်္နုံဓာပေါ်မှာပြားရည်တစ်စက်ပြားရည်ရဲ့အချိုးကိုသာတွေ့ပြီးတော့သင်္နုံဓာကမိမိရဲ့ရှားကိုဖြတ်မယ်ဆိုတာမမြင်တဲ့သဘောပဲပေါ့သင်္နုံဓာပေါ်ကပြားရည်စက်ကလေးကိုမက်မက်မောမောရှာနဲ့ရက်လိုက်လို့ရှိရင်ချိုလုံးမှမပြီးခင်ရှာပြတ်သွားဘဝဆိုတာအဲ့ဒီတိုင်းပဲလို့ဆိုလို့တယ်ဘဝမှာကျင့်တတ်เสียဆိုတာဘာကိုပြောတာလဲလို့ဆိုဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတလို့ဆိုရင်ကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေဘဝနဲ့ပတ်သက်ပြီးရနိုင်တာတွေရှိတယ်ပေါ့ဒီနေ့တရားချစ်ခင်သူတော်စင်ပြိဿတို့စဉ်းစားကြည့်ပေါ့မိမိတို့ဘဝမှာအစဉ်ပြေးနေကြတာတွေရှိတယ်မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေကြတယ်စီးပွားဥစ္စာတွေအစဉ်ပြေးနေတယ်ကျမ်းမာရေးတွေအစဉ်ပြေးနေတယ်ဒီလိုစီးပွားရေးလည်းပြေးလေတယ်ကျမ်းမာရေးလည်းပြေးလေတယ်မိသားစုအလုံးအစဉ်ပြေးနေတယ်ဆိုရင်စိတ်ချမ်းသာမှုမရဘူးမဟုတ်ရကြအဲ့ဒီရတာဟာဘဝအတွက်ကျင့်တတ်เสียလေးတစ်ခုပဲနောက်တစ်ခုပြောမယ်ဆိုရင်ဘဝကိုအရင်တည်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတာလဲဘဝနဲ့ပတ်သက်ပြီးကျင့်တတ်เสียလို့ဒီလိုပြောအောင်ဒါဖြင့်မကျင့်တတ်เสียစိတ်ပြည့်เสียကဘာတွေလဲလို့ဆိုဟောဒီဘဝကြီးဟာမတည်မြဲဘူးလူပြိုနေရာကအိုမင်းရင်ရောပြီးတော့သွားတယ်ကျမ်းမာနေရာကမကျမ်းမာဖြစ်လာတယ်အသက်ရှင်ရာကနေနောက်ဆုံးဘဝတစ်ခုစွန့်ခွာသွားရတယ်မိမိချစ်ခင်မြတ်နိုးတဲ့ပစ္စည်းဥစ္စာချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲခွာပြီးတော့သွားရတယ်ဆိုတာဘဝရဲ့အဆိုးတရားပဲဖြစ်ပါတယ်အဲ့တော့ဒီအဆိုးတရားတွေကိုကြည့်ပြီးတော့ဒါမျိုးတွေနောက်ထပ်မလိုချင်တော့ဘူးဆိုလို့ရှိရင်ဘဝကိုတွေ့တာတဲ့တဏှာကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်ပေါ့ဘဝကထွတ်မြောက်မှုဆိုတာဘဝပေါ်မှာတွေ့တာမှုကိုဖယ်ရှားမှမဖယ်ရှားနိုင်မဲ့နဲ့ချမ်းသာလေးတစ်ခုကိုမမောပြီးတော့ဘဝမှာပြောနေကြမယ်ဆိုရင်ကတော့တဏှာဝကလွတ်ဖို့မရှိတော့ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့တခဏပဲဖြစ်ဖြစ်အမတ်တမဲ့မနေကြပဲနဲ့ဘဝရဲ့အပြစ်တွေကိုရှုမြင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ဘဝရဲ့အပြစ်ကိုရှုမြင်သုံးသပ်တဲ့အခါမှာဘဝပေါ်မှာတန်ဝေကစိတ်ဖြစ်ပွားပြီးတော့တဏှာကလွတ်ရလွတ်ကြောင်းဆိုတဲ့
ကိုချင်းတရားတွေတိုးတက်ပွားများလာမှာဖြစ်တယ်အေးဒါကြောင့်မို့လို့ဘဝဆိုတာကိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်တော့မှမချီးမွမ်းဘူးဘလောက်တူတောင်းတဲ့အချိန်ပိုင်းလေးရတဲ့ဘဝမျိုးပဲဖြစ်ဖြစ်ရှည်လျားတဲ့ဘဝမျိုးပဲဖြစ်ဖြစ်ဘယ်ဘဝကိုမှမြတ်စွာဘုရားကမချီးမွမ်းဘူးဘုရားကဥပမာပေးထားတာအလွန်ထင်ရှားတယ်လူတွေရဲ့မစင်အညစ်အကြေးဟာနည်းနည်းလေးလေအနံ့ဆိုးတာပဲအများကြီးမှအနံ့ဆိုးတာမဟုတ်ဘူးဘဝဟာလည်းပဲတခဏလေးရတဲ့ဘဝဟာလည်းဒုက္ခဖြစ်တာပဲဒီလိုဆိုတာပေါ့နော်အေးဒါကြောင့်မို့လို့ဘဝပေါ်မှာတံဝေကစိတ်နဲ့ရှုမြင်သုံးသပ်တတ်ဖို့လိုအပ်တယ်ဒီလိုအန္တရာယ်တွေပြောနေတဲ့ဘဝခရီးရှောင်လန်းနေကြရတဲ့အခါမှာထိုဘဝကနေကောင်းမြတ်တဲ့အရာတွေကိုမရယူနိုင်ဘူးဆိုလို့ရှိရင်ဘဝဟာအရှုံးနဲ့ပဲပြီးတော့မယ်ဒါကြောင့်မို့အဲ့လိုမဖြစ်ကြရအောင်ကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ပြီးအလေးနဲ့ထားကြည့်ကြရမှာဖြစ်ဒီလိုကြည့်နိုင်တာလည်းပဲဘုရားပွင့်တဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုကြားနာကြရမှသာဖြစ်နိုင်တာဟုတ်အလို့ဆိုရင်ဒီလိုစိတ်သက်ပေါ်ဖို့ဆိုတာကိုဝေးလိစွာဘဝပေါ်မှာရှုမြင်သုံးသပ်တတ်ဖို့ဆိုတာလည်းဝေးလိစွာမရှုမြင်နိုင်ဘူးဒါကြောင့်အသိဉာဏ်ရှိတဲ့ဘဝမှာဘဝရဲ့အပြစ်အနာစာတွေကိုကြည့်တတ်မြင်တတ်ဖို့လိုအပ်တယ်ဟုတ်ပြီမရှောင်လာလို့ဘဝခရီးသွားကြရတယ်လို့ဆိုလို့ရှိရင်ဘဝရဲ့ဒုက္ခဒုက္ခအခက်အခဲတွေနဲနိုင်တယ်ဗျနဲအောင်မလုပ်ရမလဲခရီးသွားတဲ့အခါမှာရိက္ခာဆိုတာယူသွားကြတယ်နော်လိုအပ်တဲ့အခါမှာအသုံးပြုဖို့လိုတဲ့နေရာမှာလိုသလိုအသုံးပြုဖို့လမ်းစရိတ်တို့ရိက္ခာတို့ဆိုတာအားကြလမ်းစရိတ်တွေရိက္ခာတွေပါသွားပြီဆိုလို့ရှိရင်အခက်အခဲတွေဟာနည်းသွားသေးတယ်ပေါ့အေးဒါကြောင့်မို့လို့ဘဝရိက္ခာဆိုတာပါလဲလို့မြတ်စွာဘုရားကဟောတဲ့အခါဘဝရိက္ခာဆိုတာကုသိုလ်ပဲဖြစ်တယ်ပေါ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်သမထဝိပဿနာဘာဝနာကမ္မထကိုအားထုတ်တယ်လို့ဆိုရိက္ခာစုဆောင်းခြင်းပဲဖြစ်တယ်ပေါ့ကိုသွားတဲ့ဘဝမှာဒါနကောင်းမှုလုပ်သွားလို့ဒါနကုသိုလ်ဆိုတဲ့ရိက္ခာပါလို့ရှိရင်ဘယ်ဘဝရောက်ရောက်စားရမဲ့မဲ့တောင်းရမဲ့မဲ့နဲ့စဉ်းစဉ်းရဲရဲနေရတဲ့အနေအထားမျိုးမဖြစ်ဘူး။အိုတာတော့အိုမယ်နာတာတော့နာမယ်သေတာတော့သေမယ်။မအိုမနာမသေခင်မှာချမ်းသာဒုက္ခတွေရနိုင်သေးတယ်။ဒီလိုဆိုတာပေါ့နော်။ဘဝခရီးမှာအခက်အခဲတွေတက်တာတော့အကယ်၍ဒါနဆိုတဲ့ကုသိုလ်ရိက္ခာမပါဘူးဆိုလို့ရှိရင်ပင်မလာတဲ့ဘဝမှာထပ်ဆင့်ပြီးတော့စားစရာကမပြေလဲတောက်စရာကမပြေလဲနေစရာကမရှိဝတ်စရာကမရှိဆင်းရဲဒုက္ခအတိနဲ့အသက်မွေးရအသက်ရှင်ရရှင်းလာတဲ့ဘဝမှာလည်းပဲမကြခင်အိုမင်းရင်းရောယောဂဝေဒနာတွေဖြစ်နောက်ဆုံးသေဝင်းဝင်ရတဲ့အနေအထားမျိုးထိရောက်သွားတယ်ပေါ့ဒါကအလေးနဲ့ဆင်ញင်စဉ်းစားဖို့တို့တော့ဒီလိုမဖြစ်ပါဘူးလို့စိတ်ထဲမှာမအောင်မေ့နေနဲ့ရိက္ခာမပါသူတိုင်းဟာဒီတိုင်းဖြစ်နေတယ်ပေါ့ဒါကြောင့်မို့ဒါနကုသိုလ်ဆိုတဲ့ရိက္ခာလည်းပဲပါအောင်ယူကြသီလဆိုတဲ့ရိက္ခာမပါဘူးဆိုရင်ဘာဖြစ်လူဝါရောက်လာပြီးမကြခင်ပဲတည်သွားကြယောဂဝေဒနာတွေများတယ်ပါဏာတိပါဒကရှောင်ကျင်မှုဆိုတဲ့ကိုချင်းသီလယိုယွင်းလာတဲ့ပုဂ္ဂိုလ်တရားဟာဘဝမှာပြည့်စုံတဲ့ဘဝမရတဲ့အပြင်မှာလူဖြစ်ရတော့လည်းပဲယောဂဝေဒနာတွေထူပြောလို့နောက်ဆုံးမှာအသက်ရှည်ရှည်မနေရဘဲနဲ့ဒုက္ခတွေတလည်းပွေနဲ့ပဲငယ်ငယ်နဲ့သိဆုံးသွားကြတာဒီပြည့်လို့နော်အဲ့ဒါပါဏာတိပါဒမလုံလို့ပါဏာတိပါဒတော့လုံပြီအရိဏဒါနမလုံဘူးဆိုတဲ့ဒီသီလရိက္ခာမပါဘူးဆိုရင်ဘာဖြစ်လဲရှိလာတဲ့ပစ္စည်းလေးတော့ကြမီးလောင်တဲ့ထဲပါသွားပြန်ပြီရေမျောတဲ့ထဲပါသွားပြန်ပြီတော့ကြအသိမ်းခံလိုက်ရပြီတခိုးတမရထဲပါသွားပြန်ပြီ
အိမ်မှာသားဆိုးသမီးဆိုးတွေကနေပြီးတော့ဝိစေဝါဆွဲပြီးတော့သုံးပြီးဖြုံးပလိုက်ပြန်ပြီဆိုပြီးတော့စိတ်ဆင်းရဲကြတွေနဲ့ပဲကြုံနေအရိဏဒါနမလုံဘူးဆိုကိုယ်ပိုက်ဆံကိုယ့်ရဲ့ပစ္စည်းဟာတနည်းမဟုတ်တနည်းပျက်စီးဆုံးရှုံးတာမှုနဲ့ကြုံရတတ်တယ်ကာမေတုမိစ္ဆာစာတာမလုံဘူးဆိုလို့ရှိရင်အေးအသက်တော်ရှိပါရဲ့ကျမ်းလည်းကျမ်းပါရဲ့ပစ္စည်းဥစ္စာလည်းပေါ်ပါရဲ့အရက်ထဲမှာလူတကာကယွန်ရတဲ့လူမုန်းသူမုန်းခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လူမုန်းသူမုန်းခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းဘယ်တော့မှစိတ်ချမ်းသာမှုရနိုင်မှာမဟုတ်ဘူးအများနဲ့ဆက်ဆံနိုင်တဲ့အနေအထားမျိုးမရှိဘူးရက်ွက်ရဲ့ချင်ဘတ်ဖြစ်ပြီးတော့ဘယ်သူမှအဖက်မလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရင်လေတစ်သလုံးစိတ်ဆင်းရဲပြီးတော့နေကြမှာပဲပေါ့ဟောနောက်တစ်ခုကကောင်းပြီတလည်းရှိတယ်စီးပွားဥစ္စာလည်းပေါ်တယ်လူချင်းလူကင်လည်းပေါ်ပါရဲ့သို့တော့မတရားအဆွဆွဲခံရပြီးတော့မတရားအဖန်စီချုပ်နှောင်ခံရတာမျိုးတွေဘုဒ္ဓဝါဒမလုံဘူးဆိုလို့ရှိရင်ခံရတတ်တယ်မိမိကိုယ်တိုင်ကမမှန်မကန်ပြောခဲ့တဲ့အတွက်ကြောင့်ကိုယ်ကိုယ်လည်းမမှန်ကန်တဲ့အကြောင်းအရာနဲ့ဆွဆွဲပြောဆိုမှုတွေအချင်းချင်းခံရတတ်တယ်ဘဝဒုက္ခတွေပုံများတာပေါ့အေးမုဒ္ဒဝါဒတော့လုံးပြီသူရမေတွေကမလုံဘူးဆိုရင်ဘာဖြစ်ပြန်တော့ဝေးလာကြတဲ့ကကြက်မပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်အယူအနံဖြစ်လာတယ်စာသင်လို့မရဘူးအသိဉာဏ်အားနည်းတယ်အိုင်ကျူမမြင်ဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်လာအဲ့ဒါလို့ဆိုလို့ရှိရင်လည်းလူဘဝရတာအလကားပဲဟောဒါကြောင့်မလို့သီလဆိုတဲ့ရိက္ခာမပါဘဲနဲ့ခရီးသွားမယ်ဆိုလို့ရှိရင်ဒီအခက်ခဲတွေကျုံနေဥမှာပဲဒါကြောင့်မလို့သီလရိက္ခာဆိုတာလေကိုယ်တဏ္ဍာမှာရှိနေဘဝရိက္ခာတစ်ခုသီလဆိုတဲ့ကုသိုလ်ဟာဘဝမှာကောင်းတဲ့ရိက္ခာတစ်ခုဖြစ်တယ်သက်ရှိမယ်ပစ္စည်းဥစ္စာတွေပေါ်များတယ်ခိုင်မာတယ်လူကြည့်လူကင်ပေါ်တယ်အစွတ်အဆွဲအလိမ်ညာမခံရဘူးအသိဉာဏ်ကျွယ်ဝတယ်လို့ဆိုဟောတဘဝပြီးတဘဝပို့ပြီးတော့မြင့်တဲ့အဆင့်ရောက်ရှိသွားနိုင်ပါတယ်ဒီလိုပြောတာနော်တမ္မာအဖြစ်မနေနဲ့အလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အေးသမာဓိဝိပဿနာသမထဝိပဿနာဆိုတဲ့ဘာဝနာကုသိုလ်ဆိုတာလေဘဝခရီးသွားတဲ့အခါမှာပါရမယ့်ရိက္ခာတစ်မျိုးပဲအဲ့ဒါမပါလို့ရှိရင်သာသနာတော်နဲ့တွေ့တော်လေတရားသူတရားမြတ်ရနိုင်ဖို့ရခက်ခဲတယ်ပေါ့သူတော်စင်နေနဲ့တော့တွေ့ပါရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးဘာမှနားမလည်ဘူးနားမလည်ပဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားပြန်တယ်တွေ့ရတဲ့အခါကအမြဲတမ်းနဲတယ်မတွေ့ရတာတွေကအများဒီလိုနဲ့တန်တရားထဲမှာဘယ်တော့မှမလွတ်နိုင်တဲ့ဆင်းရဲဒုက္ခတွေကိုခံစားပြီးတော့နေရရိက္ခာမပါဘူးဆိုလို့ရှိရင်ခုလိုခက်ဒါဖြင့်မြတ်စွာဘုရားကဘဝရိက္ခာဆိုတာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ပါရမီကုသိုလ်တွေမိမိတို့တဏ္ဍာမှာရနိုင်တယ်များစုဆောင်းပြီးတော့ဘဝခရီးကိုသွားတဲ့ပုဂ္ဂိုလ်တွေကြတော့အမြဲတမ်းချမ်းသာဆိုတော့ဘုရားလက်ထက်ကပုဂ္ဂိုလ်တွေကြည့်ဝိတာခာတို့ကျောင်းမကြီးဝိတာခာတို့နာရဝိတို့ဘဝရိက္ခာပြည့်ပြည့်ဝဝနဲ့ခရီးသွားတဲ့အခါဝိတာခာဟာကြည့်ဘာဝနာရိက္ခာအပြည့်ဝပါသည့်အတွက်ကြောင့်ခုနှစ်နှစ်သမီးအရွယ်လေးမှာပဲတရားသူတရားမြတ်ရသောတပန်ဖြစ်တယ်ဒါနရိက္ခာသီလရိက္ခာဆိုတဲ့ဒီကုသိုလ်တွေရှိသည့်အတွက်ကြောင့်သူ့ဘဝမှာဘလောက်ဆင်ပြေတယ်လဲလို့ဆိုမိဘကလည်းဓမ္မချမ်းသာတဲ့ဘဝချမ်းသာတယ်အလုံးချမ်းသာတဲ့ဘဝမှာဒီအိမ်တော်ရတော့ကြတဲ့အခါမှာလည်းပဲတမ္မာမျိုးသမီးတွေမိုးစင်နိုင်တဲ့မဟာလတ္တတန်းစာတန်ဖိုးကြီးမားတဲ့စိန်ကြောက်စိန်ရွှေရတနာကြောက်တံပရမများတွေနဲ့စီချယ်ထားတဲ့ဝှစုံကြီးကိုထူးထူးခြားခြားဝတ်ခွင့်ရတယ်တင့်တောင်တင့်တယ်
ဝိတခါဆိုရင်အလုံးကငေးကြည့်ရလောက်အောင်အများရဲ့မျက်စိတွေစုပေါင်းပြီးတော့ကြာရောက်ရအလုံးရဲ့ကြည့်ချင်တဲ့အရာတစ်ခုအလုံးရဲ့ချစ်မြတ်လို့ခြင်းခံရတဲ့ဘဝမျိုးနဲ့ဘဝခရီးကိုဖြတ်သန်းအဓမ္မပြည့်စုံတယ်သေတဲ့အခါကျတော့လေဒီတဲ့ကောင်းတဲ့ဘဝရောက်တော့ပြန်တယ်နေမန္တရတိနတ်ပြည်တဲ့သူ့အထက်မှာတပုံပဲကြံတော့တယ်အဲ့ဒီကနေပြီးတော့ဘဝမှာရိက္ခာပြည့်စုံတဲ့အတွက်ကြောင့်နေမန္တရတိဘုံကနေပြီးပရဏိမိတဝတ္တဝတိဘုံရောက်သွားသောတပန်ဘဝကနေပြီးတော့အနာဂံဘဝရောက်ပြီးတော့သုဒ္ဓဝတ္တ၅ဘုံစဉ်စဘဝမှာရှစ်ဘဝမရဘဲနဲ့ခုနှစ်ဘဝမှာပဲသောတာပန်ဖြစ်သည့်အတွက်ကြောင့်တဏှာခရီးကိုဆုံးသတ်မှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုံစဉ်စံလို့ပြောတာနော်အခုနေမန္တရတိဘုံမှာရောက်နေတယ်လို့ဆိုတယ်အဲ့ဒီကနေပရဏိမိတဝတ္တဝတိဘုံရောက်မယ်သုဒ္ဓဝတ္တ၅ဘုံအစဉ်အတိုင်းသွားသူ့ရဲ့ဘဝမှာခုနှစ်ဘဝတည်းမပူတော့တဲ့ဘဝခရီးကိုရှောက်လန်းပြီးတော့နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားမှာဖြစ်တယ်အဲ့ဒါလို့ဘဝခရီးမှာလုံးဝအစဉ်ပြေသွားတာဟာဘာကြောင့်လဲလို့ဆိုရင်ဟောဒီဘဝရိက္ခအပြည့်စုံပါလို့ပဲဒီလိုပြောဘဝရိက္ခပါလို့အနာရဝိတ္ထေကြီးဆိုလဲထို့တူပဲဒုတိယနတ်ပြည်ရောက်သွားပြီဒုတိယနတ်ပြည်ကနေပြီးတော့နောက်ထပ်နတ်ပြည်တစ်ပုံတော့မဟုတ်ဇမဘုံတစ်ပုံရောက်ပြီးတော့အနာဂံဘဝနဲ့ပဲသုရဝတ္တ၅ဘုံဘုံစဉ်ဆံပြီးတော့သူလည်းပဲနောက်ဆုံးမှာခန္ဓာဝန်ချရတဲ့ယဟန္တာဘဝရောက်ပြီးပြိဋိဘံစံမှာဟောဘဝမှာရိက္ခာပါတဲ့ပုဂ္ဂိုလ်တွေဟာအခက်ခဲနဲပြီးတော့ချမ်းသာဒုက္ခရသွားကြတယ်ဒါကြောင့်မို့လို့ကိုယ့်အတွက်ကိုပြန်စဉ်းစားကြပေါ့တို့လေဘဝရိက္ခာဆိုတာရှိဖို့လိုအပ်တယ်ဒါကမြတ်စွာဘုရားကဘသူကိုတတိပေးပြီးတော့ဟောပြောခဲ့တာလေလို့ဆိုဘဝမှာဘဝခရီးကိုရှောင်လန်းတဲ့အခါမှာအလွန်ကြောက်เสียရတဲ့လူတွေဟာမကောင်းတဲ့ဘဝမျိုးနဲ့တွေ့ပြီးတော့မကောင်းတဲ့အလုပ်တွေလုပ်သွားတာလေပို့ပြီးတော့အော်ထိတ်လန့်เสียကောင်းတယ်ပေါ့သာဝတိပြည်ကမြတ်စွာဘုရားပွင့်ပြီးသတင်းသုံးတဲ့နေရာဖြစ်ပေမဲ့လို့သာဝတိမြို့မှာနွားတက်ပြီးတော့အမဲသားရောင်းချတဲ့ပုဂ္ဂိုလ်တူရှိအဲ့ဒီနွားတွေတက်ပြီးတော့အမဲသားကိုရောင်းချစားတော့နေတဲ့ပုဂ္ဂိုလ်တရားသူကိုယ်တိုင်ကလည်းပဲအမဲသားအလွန်ကြိုက်တယ်အမဲသားမပိုင်ရင်ထမင်းမစားနိုင်ဘူးဆိုတဲ့သူ့ရဲ့ရတ္တတဏှာကလည်းဓမ္မကြောက်เสียကောင်းတယ်သူ့ရဲ့အသက်မွေးမှုကလည်းစိုးရိမ်ထိတ်လန့်เสียအလွန်ကောင်းတယ်နွားတွေတက်ပြီးတော့အမဲသားရောင်းချခြင်းဖြင့်အသက်မွေးတယ်ခုခေတ်မှာလည်းတချို့ပုဂ္ဂိုလ်တွေသားလိုင်းစင်တွေဘာတွေလျှောက်ထားပြီးတော့တရားတွေရဲ့အသက်ကိုတတ်ဖြတ်ပြီးတော့ရောင်းချအသက်မွေးနေရတာဟာအလုံးကိုကံဆိုးတယ်လို့ပြောမှာကံဆိုးရုံနဲ့မကဘူးတချို့ပုဂ္ဂိုလ်ကဒုစရိုက်လုပ်ငန်းထဲမှာစီးပွားဖြစ်တယ်လို့ဆိုပြီးတော့ဒုစရိုက်လုပ်ငန်းကိုထပ်ဆင့်ပြီးတော့လုပ်နေတာဒါမှားယွင်းမှုတစ်ခုပဲမကောင်းတဲ့အလုပ်ကအကျိုးပေးနေတယ်လို့သူကထင်တာတကယ်ကတော့မကောင်းတဲ့အလုပ်ဟာကောင်းကျိုးချမ်းသာဘယ်တော့မှမပေးဘူးပေးတာကကောင်းတဲ့အလုပ်ရဲ့အကူအညီကြောင့်မကောင်းတဲ့အလုပ်တွေလုပ်တာလဲအောင်မြင်နေတယ်လို့ပဲဒီလိုပဲတွေ့ရသို့မဟုတ်ဆိုရင်မှားမှားယွင်းယွင်းတွေတွေ့မိတတ်တယ်တချို့ကဥပနိဒေယပစ္စယောဆိုပြီးတော့မကောင်းတာနဲ့အသက်မွေးလို့ရလာတဲ့ကံကအကျိုးပေးပြီဆိုရင်မကောင်းမှုတွေပဲဇက်တိုက်လုံးဝတတ်တယ်လို့ဒီလိုယူဆတာတွေရှိတယ်အဲ့ဒီယူဆတာတော့မဟုတ်နိုင်ဘူးပေါ့နော်မကောင်းတာလုပ်လို့ထပ်ဆင့်ပြီးမကောင်းတာလုပ်နေတာဟာ
ဒီအာသေဝနပစ္စည်းအရာသာလင်သူကမကောင်းတဲ့ဘက်ကိုဝါသနာပါပြီးတော့မကောင်းတဲ့ဘက်လှုပ်ထားတာဖြစ်ရသူလှုပ်ခဲ့တဲ့ဒါနကောင်းမှုဟာကုသိုလ်ကောင်းမှုကမစင်ကြယ်လို့မတန်ရှင်းတဲ့ဒုစရိုက်လုပ်ငန်းလုံးမှစီးပွားတက်တယ်ဆိုတာအထင်မြင်ရတာဖြစ်တယ်စီးပွားတက်တာကုသိုလ်ကြောင့်သာဖြစ်တယ်အဲ့ဒီစီးပွားတက်လာပြီးတော့လှုပ်တဲ့လုပ်ငန်းကဒုစရိုက်လှုပ်လို့ရှိရင်တော့အကုသိုလ်အလုပ်ပဲအဲ့ဒီအကုသိုလ်အလုပ်ကြောင့်ငါဟာကြီးပွားနေတယ်လို့ထင်ရင်မှားယွင်းတဲ့အထင်ပဲဖြစ်မှားယွင်းတဲ့အထင်ပဲဖြစ်ဘာဖြစ်လို့တော့ဆိုမကောင်းတဲ့အလုပ်ဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူးတဲ့မပေးနိုင်ပေးနေတာကကုသိုလ်ကောင်းမှုကအစဉ်ပြေအောင်လုပ်ပေးနေတာလုပ်နေတာတွေကဒုစရိုက်တွေလုပ်နေတာအဲ့ဒီဒုစရိုက်လုပ်နေတာတွေကအကျိုးမပေးသေးဘူးအကျိုးပေးပြီဆိုရင်ပို့ပြီးတော့နစ်နာသွားမယ်လို့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကိုယ်တိုင်ကိုဟောထားတာအထာဏမေတံဆိုပြီးတော့ဒီသုတ္တံမှာဟောထားတာဒုစရိုက်ရဲ့ကောင်းကျိုးဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့ impossible လို့ပြောတာဘယ်တော့မှမဖြစ်နိုင်နော် possible မဟုတ်ဘူးဖြစ်နိုင်တာမဟုတ်ဘူး impossible သူစရိုက်ကဆိုးကျိုးပေးတယ်ဆိုတာလေဘယ်တော့မှမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားကိုယ်တိုင်သဘာဝတရားတွေဟာသူ့ဟာသူရှိတယ်ဥပမာမဲ့မီးကအေးတယ်ဆိုတာမဖြစ်နိုင်ဘူးရေခဲကပူတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးသူ့သဘာဝနဲ့သူပဲအဲ့ဒါလိုပဲအကုသိုလ်ကကောင်းကျိုးပေးတယ်ဆိုတာမဖြစ်နိုင်ဘူးကုသိုလ်ကဆိုးကျိုးပေးတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးလွဲမှားနေမှုတစ်ခုကြောင့်သာလျှင်ဒုရရဲ့အထင်မှားတာအကုသိုလ်ကအကျိုးပေးတယ်ကုသိုလ်ကအကျိုးပေးတယ်လို့ဒီလိုထင်မှားနေတာကဖြစ်တယ်နော်အေးဒါကြောင့်မလို့အခုသဝတိပြေကအမဲသားဖော်ပြီးတော့ရောင်းနေတဲ့လူတယောက်ဟာသူကိုယ်တိုင်ကလည်းအမဲသားမပါလို့ရှိရင်ထမင်းမစားနိုင်ဘူးဒီနေ့ကျတော့အမဲသားရောင်းချရာကပြန်လာပြီးတော့သူစားဖို့အတွက်အသားကောင်းကောင်းကိုခုတ်ထစ်ပြီးအိမ်မှာထမင်းချက်ခိုင်းထားပြီးတော့ရေသွားချိုးတယ်ဖြစ်ချင်တော့အဲ့ဒီနေ့သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ကအပြေးလွှာရောက်လာတယ်အိမ်မှာဧည့်သည်လာလို့ထမင်းကျွေးခြင်းလို့အမဲသားရှိရင်ပေးပါလို့လာတောင်းတော့အမဲသားအကုန်ရောင်းပြီးကုန်ပြီအဲ့ဒီနေ့ရှိတော့သူစားဖို့ခြံထားတာလေးတာတစ်ခုရှိတယ်အဲ့တော့အိရှင်မကပြောတယ်မရှိတော့ဘူးရှင်းတငယ်ချင်းဟောတာစားဖို့လေးပဲကြံတယ်ဆိုဟိုလူကလူနိုင်ဆိုတော့အတင်းယူသွားသူတောင်းလို့တော့ရမှာမဟုတ်ဘူးဒီကောင်ကအမဲသားသိကြိုက်တာအဲ့တော့သူမရှိခင်ယူမယ်ဆိုပြီးတော့အမဲသားတွဲဆွဲသွားပြီးတော့သူ့အိမ်ကဧည့်သည်ကိုချက်ကျွေးလိုက်ဟိုလူကရေပါချိုးပြီးတော့ပြန်လာတော့ထမင်းပွဲမှာလည်းထိုင်လိုက်ရောဘယ်မလဲအမဲသားလို့ဆိုတော့ရှင်းတငယ်ချင်းလာပြီးတော့အတင်းယူသွားတယ်ပြောလို့မရဘူးဆိုတော့ပြန်တောင်းလို့ခိုင်းတယ်သူစိတ်တွေဆိုးလာပြန်တောင်းခိုင်းတယ်ဘယ်လိုလုပ်ပြန်တောင်းလို့ရမလဲသူဧည့်သည်ကိုကြွေးဖို့ဆိုပြီးတော့ယူသွားတာလို့ဆိုသူစိတ်သူမထိန်နိုင်ဘူးမလုပ်လဲဆိုရင်နွားသားလှီးတဲ့ဓာတ်ကိုယူသွားပြီးတော့အိမ်ချမ်းထဲမှာခြီထားတဲ့နွားတကောင်ပါးစပ်ကိုအတင်းဖြဲပြီးတော့နွားရှာကိုဓာတ်နဲ့ဖြတ်ပြီးတော့အဲ့ဒါကိုချက်ခိုင်းလိုက်နော်တော်တော်လေးလူတွေဆိုတာအမတန်မှကြောက်စရာကောင်းတယ်နော်အစာလေးတစ်ခုနဲ့နွားအရှင်လက်လက်ကိုပါးစပ်ကိုအတင်းဆွဲဖွင့်ပြီးတော့ရှာကိုဓာတ်နဲ့လှီးဖြတ်ပြီးတော့ယူပြီးတော့ချက်ခိုင်းလိုက်တယ်အားလုံးကတော့ပဲစိတ်ကောင်းကြနွားကြီးကလည်းရှာပြတ်သွားတော့ဆိုသွေးရဲတန်ရဲနဲ့အော်ဟစ်နေတာပေါ့သိလည်းမသိဘူးရုပ်တည်းမသိဘူးပေါ့အဲ့ဒါလို့နဲ့နွားရှာကိုကြောချက်လေးချက်ပြီးတော့ထမင်းပွဲမှာထိုင်ပြီးတော့ထမင်းစားပြီးတော့အဲ့ဒီအမဲသားကိုရှာပေါ်လဲတင်လိုက်ရောအကုသိုလ်များအလွန်ကြောက်စရာကောင်းတယ်သူ့ရှာကြီးကပြတ်ကျသွားတယ်သူ့ရှာကြီးပြတ်ကျသွားတာနွားရှာပြတ်တယ်လို့ပဲသူ့ရှာပြတ်ပြီးတော့
သွေးရဲတန်ရဲနဲ့အိမ်ထဲမှာနွားလိုပဲလေးပဲထောက်ပြီးတော့အော်ဟစ်ပြီးတော့အဲ့လိုနေတာအဲ့ဒီအချိန်မှာအရွယ်ရောက်နေတဲ့သူ့ရဲ့သားလေးကစိတ်မကောင်းစွာသူ့အဖေအခုလိုဆင်းရဲဒုက္ခရောက်တာကိုကြည့်ပြီးတော့နေတော့အမေလှုပ်တဲ့ပုဂ္ဂိုလ်ကငါသားမင်းဒီဒုက္ခမင်းစီရောက်လိုက်မယ်မင်းဒီအိမ်မနေနဲ့တော့ငါတို့ကိုကြည့်မနေနဲ့မင်းပြေးပြီတော့ထွက်ပြေးပြီတော့ဆိုပြီးသားလေးကိုအိမ်ကနေပြီးတော့ပြေးဖို့အကြံပေးလိုက်တာအဲ့ဒီကလေးဟာကြောက်အားလန့်အားနဲ့ထွက်ပြေးသွားတယ်တာဝတိပြည်ကနေဘယ်ရောက်သွားတော့ဆိုတက္ကသိုလ်ပြည်ကိုထွက်ပြေးသွားတက္ကသိုလ်ရောက်တဲ့အခါကျတော့ပရိဆရာအိမ်တိမ်မှာသူကပရိလုပ်ငန်းအသင်းလောကလူတွေဟာအသက်မွေးဝမ်းကြောင်းလှုပ်ရှားတွေအများကြီးရှိတယ်နော်အဲ့တော့သူ့အဖေနွားသားသမားကတော့နွားလိုအော်ဟစ်ပြီးတော့နောက်ဆုံးသူလည်းတည်သွားတယ်နွားလည်းတည်ပေါ့ဒုက္ခနဲ့ဆုံးသက်သွားတည်သွားပြီးတော့ဘယ်ရောက်သွားတော့ဆိုအဝီချင်းငရဲရသွားတယ်ငရဲကြသွားအဲ့ဒီမှာသူ့သားကတော့ထွက်ပြေးသွားပြီးတော့တက္ကသိုလ်ပြည်ရောက်တဲ့အခါပရိဆရာအိမ်မှာနေပြီးတော့ပဋိပညာကိုသင်တယ်သင်တဲ့အခါပညာတက်လာဆရာလုပ်တဲ့ပုဂ္ဂိုလ်ကသူတို့ပဲတော်မတော်စမ်းကျင်လို့ဟောဒီအစဉ်တစားမင်းလုပ်ခဲ့ငါသွားเสียရှိတယ်ဒါကိုလှုပ်ထားနဲ့လို့မှားပြီးတော့ခီးထွက်သွားခီးကပြန်လာတဲ့အခါကျတော့သူခိုင်းထားတဲ့အတိုင်းပဲအစဉ်တစားလေးလှလှပပလှုပ်ထားတာကိုတွေ့ရတော့ပရိဆရာကသိတဲ့ဘောကျသွားတယ်ဒီကောင်ပညာတော်တယ်လက်ရလည်းကောင်းတယ်ပေါ့အဲ့တော့တခြားကိုမသွားရအောင်ဆိုပြီးတော့အရွယ်ရောက်နေတဲ့သူ့သမီးတယောက်နဲ့အိမ်အောင်ချပေးတယ်အဲ့ဒါလို့အိမ်အောင်ကြရကနေနောက်အဲ့ဒီမှာသူစီးပွားရှာပြီးတော့သားတွေသမီးတွေဖြစ်လာတဲ့အခါသူသားသမီးတချို့ကတာဝတိမြေပွဲကိုထွက်သွားကြတယ်။အဲလိုထွက်သွားတော့ဆိုတော့သူတို့ဘိုးဘွားတွေကတာဝတိကဆိုတော့နော်ခုခေတ်လည်းပဲဘိုးဘွားမိဘဘယ်ဟာဆိုတာသိတာပဲလေ။အဲ့တော့သူတို့ဘိုးဘွားတွေနေခဲ့တဲ့တာဝတိဘက်ကိုထွက်သွားကြပြီ။အဲ့ဒီမှာပဲစီးပွားလုပ်ကြ။စီးပွားဥစ္စာတွေဖြစ်ထွန်းပြီးတော့နေတယ်။အဲ့ဒီနွားသက်သမားရဲ့တာပရိဆရာကတော့တာဝတိမြို့မှာပဲဒီလိုနေရင်ထိုင်ရင်းနဲ့အသက်အရွယ်ကြီးလာတဲ့အခါတာဝတိမှာစီးပွားရေးအရှင်ပြေးနေတဲ့သားသမီးတွေကသူ့ကိုလာခေါ်တယ်ပေါ့တာဝတိမြို့မှာလာနေပါလို့ဆိုပြီးအသက်အရွယ်ကြီးတော့သူ့ကိုခေါ်ပြီးတော့အိမ်ခေါ်ထားကြတယ်အဲ့ဒီတာဝတိရောက်နေတဲ့သူ့ရဲ့သားသမီးတွေကတော့လိမ်မာကြတယ်တရားတရားကောင်းကြတယ်ဘုရားဘာသာဝင်တွေဖြစ်ပြီးတော့မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကရဟန်းတန်ဃာတွေကိုကိုးကွယ်စိတ်ကတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့ဒါနဲ့သူတို့အဖေအသက်အရွယ်ကြီးတဲ့သူတို့အဖေတက္ကသိုလ်ပြည်ကနေပြီးတာဝတိမြို့ခေါ်ထားတဲ့အချိန်မှာအဖေအတွက်ဆိုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြလုပ်ပေးပြီးတော့မြတ်စွာဘုရားကိုအိမ်ပစ်ဆွမ်းနေပါလေကပ်ပြီးတော့ရှင်ဘုရားတဲ့တပည့်တော်တို့အဖေသက်ရှိဆွမ်းကလေးတပည့်တော်တို့ကျွေးတာပါသူ့ကိုဩဝါဒတရားလေးချီးမြှင့်ပါလို့ဆိုတော့မြတ်စွာဘုရားဒီဩဝါဒတရားဟောတာနော်ဩဝါဒတရားဟောတာသူ့အတွက်ဟောတဲ့ဩဝါဒတရားဟာရိုးရိုးရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောတဲ့ဩဝါဒတရားလောကမှာလူတွေဟာကိုယ့်ဘဝကိုသိဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့လူတိုင်းဟာအနာဂတ်မျှော်လင့်ချက်တွေနဲ့နေကြကိုယ့်ဘဝအခြေအနေကိုသိပြီးတော့မစဉ်းစားကြဘူးအနာဂတ်မျှော်လင့်ချက်ကလေးတွေဖုံးလွှမ်းထားပြီးတော့ပစ္စုပန်အနေအထားကိုဆင်ញင်သုံးသပ်နိုင်စွမ်းမရှိကြဘူးအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့ဘဝကိုရွှေပြည်နယ်ဖြစ်တဲ့တက္ကသိုလ်ကရောက်လာတဲ့အဖိုးကြီးရဲ့ဘဝကိုကြည့်ပြီးတော့မြတ်စွာဘုရားသူဟာဘာကုသိုလ်မှလည်းလုပ်တာမဟုတ်ဘူးတစ်သက်လုံးပဋိလှုပ်ရှားပြီးတော့
ဒါနဲ့အသက်မွေးဝမ်းကြောင်းလုပ်ပြီးတော့ဒီလိုပဲနေတာအသက်ကြီးလာအဲ့ဒီအခြေအနေကိုမြတ်စွာဘုရားကသိလို့သူ့ကိုတိုက်ရိုက်ပြောလိုက်တာဩဝါဒပေးတဲ့အနေနဲ့တိုက်ရိုက်ပြောတာပါပန္ထုပလာသောဓာနိတိတကားတဲ့ယခုခါမှာတကားရဲ့ဘဝဟာတိရွက်လို့ပဲဝါလာပြီဟုတ်တယ်အသက်ကြီးတယ်ဆိုတာတိပင်ကတိရွက်ကလေးဟာဝါလာရင်ကြွေဖို့ပဲလေအသက်ရွယ်ရလာပြီဆိုရင်ဒါဝါလာပြီဝါလာတယ်ဆိုတာခေါင်းပေါ်ကစရင်လေးတွေလည်းဖြူလာပြီသွားတွေလည်းကျိုးကုန်ပေတွေလည်းတွန့်လာပြီဒါဝါလာတယ်လို့ခေါ်တာပဲပန္တုပလာသောဝဓာနိတိအခုအချိန်မှာတဲ့တိရွက်ဝါလို့ဖြစ်နေပြီမိရဲ့ဘဝတိရွက်ဝါလို့ဖြစ်နေပြီယမပုရိတာသတေဥပဋ္ဌိတာမင်းမှာယမမင်းရဲ့တမန်တော်တွေလည်းပေါ်လွင်နေပြီတဲ့ယမမင်းရဲ့ပေါ်လွင်ယမဆိုတာဒီနေရာတော့သေမင်းကိုရည်ညွှန်းတာသေမင်းရဲ့တမန်တွေလည်းရောက်နေပြီတဲ့ဘာလို့ဆိုလို့ရှိရင်စပင်းတွေဖြူလာတာသွားတွေကျိုးလာတာပရည်တွေတွန့်လာတာဟောနာဒီကနာဖြစ်လာတာအဲ့ဒါလာပြီးတော့နှိုးဆော်နေတာမင်းသွားဖို့နီးလာပြီလို့လာပြောနေတာ ਨੇ တူတူပဲဒီလိုဆိုလိုတာနော်သွားဖို့နီးလာပြီလို့လာပြောတဲ့အတိတ်အဲ့ဒါကိုယမပုရိတာသတေဥပဋ္ဌိတာမင်းတဏ္ဍမှာယမမင်းသုံးဖို့သေမင်းရဲ့တမန်တွေဟာရောက်ရှိနေကြပြီခေါ်လိုက်မယ်မကြခင်ဒီလိုလာပြီးတော့တတိပေးနေတာဒီထင်းထင်းရှားရှားပေါ်နေပြီငယ်ငယ်တော့ကမေတော်ကြီးဖျားရှိခိုးတဲ့အခါမှာဖျားရှိခိုးနောက်ပြီးတော့ရွတ်တဲ့တန်ဝေကဂါထာလေးတွေတန်ဝေကစကားလေးတွေမကြာခဏကြားတယ်သူဘယ်ကနေဘုသူစီကတင်ထားပြီးရှိခိုးတယ်လို့မသိဘူးမေတော်ကြီးကစံတက်ဘူးမရေးတတ်ဘူးမဖတ်တတ်ဘူးသို့တော့အလွတ်ချပေးတာလေးတွေသူရွတ်တတ်တယ်ပေါ့သူရွတ်တဲ့ထဲမှာဘာတွေပါတော့ဆိုဘုရားရှိခိုးပြီးတော့ရွတ်နေတာဘာတွေရွတ်တယ်30ကကျော်40ဘုံတွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေ၏အဲ့ဒါလေးမှတ်မိ30ကကျော်40ဘောတွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီဆို40လောက်ဆိုလို့ရှင်ခေါင်းဖြူတာပြောတာနော်အဲ့ဒါသေမင်းကလာပြီးတော့အလံပြူလွှားတာတဲ့ခုခေတ်တော့အလွှားမခံဘူးဆေးဆွတ်ပြစ်နော်လွှားလိုက်တာနဲ့တကယ်နဲ့အောင်နှုတ်ရင်လည်းနှုတ်ပလိုက်တယ်ပေါ့နှုတ်ရင်လည်းနှုတ်ပလိုက်တယ်မနှုတ်ရင်လည်းဆေးဆိုးတာခုခေတ်ကတော့တတ်တယ်လေရှင်းကတော့လာလွှားရင်လည်းအလွှားခံရတာနဲ့တူပါရဲ့ချစ်သွားတစ်ချောင်းလာနှုတ်သွားလိုက်လေပြန်ဆိုင်ပလိုက်တယ်မျက်စိမှုံရင်လည်းမျက်မှန်တက်ပလိုက်တယ်ကာကွယ်စရာတွေကပေါ်လာတဲ့အခါကျတော့ကြောက်စရာလမ်းစရာတိတ်မရှိတယ်လို့ဖြစ်တယ်ပေါ့နော်30ကကျော်40ပေါ်တွင်ရှင်သေမင်းကအလံပြူသွားခဲ့လေပြီဆိုတာအဲ့ဒါကိုပြောတာဒီမှာလဲယမပုရိတာသတေဥပဋ္ဌိတာတိဋ္ဌံမောက်မှာသေမင်းရဲ့တမန်တွေရောက်နေပြီသေမင်းလူတွေရောက်နေကြပြီဒါကိုပြောတာပေါ့အဲ့ဒါပရိစ္ဆရာကိုဒီတရားဟောတာမြတ်စွာဘုရားကနောက်တစ်ခါဘာပြောတော့ဆိုဩယောကမုခေသတိဋ္ဌတိသေမင်းရဲ့ကိုပဇဝရောက်နေပြီတဲ့သေမင်းရဲ့ခဏင်းဝရောက်နေပြီပိုးလာပြီဆိုလို့ရှိရင်သေဖို့နီးလာတာပဲလေဒါကတော့မိုးခင်လဲသိချင်းသိမှာပေါ့သို့တော့သေပြီအိုပြီဆိုတဲ့ပုဂ္ဂိုလ်ကျတော့သေဖို့ပိုသိကြလား
သေမင်းရဲ့ခံတွင်းဝရောက်နေပြီတဲ့အဲ့လိုရောက်နေလို့လေကိုယ်ခန္ဓာကိုယ်ပြန်စဉ်းစားကြည့်ရုပ်ခန္ဓာကိုယ်ကြီးကသိရွက်လို့သိရွက်ဝါလို့ဖြစ်လာပြီကျွေဖို့နီးလာပြီသေမင်းရဲ့လူတွေလည်းပဲကိုယ်စီမှာရောက်နေကြပြီသေမင်းရဲ့တကားဝမှာကိုယ်လည်းရောက်နေပြီရပ်နေပြီသေမင်းရဲ့ပါဇက်ပေါက်နာကိုရောက်နေပြီအဲ့လိုအချိန်မှာဘာရှိဖို့လိုတော့ဆိုကုသိုလ်တရားကုသိုလ်ရိပ်ခါရှိဖို့လိုတာ哦အဲ့ဒီမှာမြတ်စွာဘုရားပါထိယံပိစတေနဝိစတိတဲ့မှာကုသိုလ်ရိပ်ခါဆိုတာလည်းတစ်ခုမှမရှိသေးဘူးတတိပေးတာနော်ဒါတတိပေးတာကုသိုလ်ရှိရင်တော့တော်သေးတာပေါ့သေတာတော့မဆမ်းမှုထားတော့ကုသိုလ်ကောင်းမှုရှိနေတယ်ဆိုကြောက်เสียမရှိဘူးအားကိုးเสียရှိအဲ့ဒီမှာပြောတာပါထိယံပိစတေနဝိစတိမိမရိတ်ခါဆိုတာလည်းမရှိဘူးတဲ့ဆိုပြီးတော့မြတ်စွာဘုရားကသူ့ကိုဩဝါဒပေးတာနော်သောကရောဟိဒီပမတ္တနောတက္ကမိမိလေးရောမနေနဲ့တဲ့ကိုယ့်အတွက်အားကိုးเสียတခုလုံးတဲ့အားကိုးရတခုလုံးထားတဲ့သောကရောဟိဒီပမတ္တနောခိပ္ပံဝါယမပန္တိတောဘဝလှုပ်ဆိုတာခုလှုပ်မြန်မြန်လှုပ်ချိန်မရှိတော့ဘူးလို့ဒီလိုပြောလှုပ်ရင်မြန်မြန်လှုပ်ကိုယ့်ရဲ့အားကိုးစရာကုသိုလ်ကောင်းမှုကိုလှုပ်တဲ့အခါမှာလည်းနှီးကွေးမနေနဲ့မြန်မြန်လှုပ်လိမ္မာစမ်းမှာမမိုက်ပါနဲ့လို့ဆိုလိုတယ်မြတ်စွာဘုရားဒီတရားဟာသူတိုက်ရိုက်ဟောနေတဲ့တရားပဲနော်လိမ္မာစမ်းမှာမမိုက်ပါနဲ့တဲ့အဲ့ဒီလိုလှုပ်မှဘာဖြစ်နိဋ္ဌန္တမလောလှုပ်ရမှာဘာတော့ဆိုကိုယ်စိတ်ထဲမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေမာမနတွေဆိုတဲ့ကိလေသာအညစ်အကြေးတွေထုတ်ပြရွှေကိုတန်ဖိုးရှိအောင်လုပ်တဲ့အခါရွှေရဲ့အညစ်အကြေးတွေကိုထုတ်ရတယ်စိတ်ကိုတန်ဖိုးရှိအောင်လုပ်တဲ့အခါမှာလည်းစိတ်ရဲ့အညစ်အကြေးတွေကိုထုတ်ပြရမယ်ဒါကိုပြောတာနိဋ္ဌန္တမလောအနင်္ဂနောကိလေသာဆိုတဲ့ညစ်ကြေးတွေကိုစိတ်ထဲမှာမထားနဲ့အကုန်ထုတ်ပြနိုင်အောင်ကြိုးစားအဲ့ဒါလို့ထုတ်ပြနိုင်အောင်ကြိုးစားလို့ကာမိသနာတွေဗျာပါဒတွေကာမဂုဏ်အာယုန်စိတ်တွေဒေါသကြီးတဲ့စိတ်တွေဒေါသတွေဒါတွေမရှိတော့ဘူးနိဝရဏလို့ဆိုတဲ့ကုသိုလ်ဖြစ်မှုကိုပိတ်ဆို့တတ်တဲ့သဘာဝတရားတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူးဆိုမှဘယ်ကိုရောက်တာတော့လို့ဆိုဓမ္မပြေကိုရောက်နိုင်တယ်လို့ဒီလိုဆိုလိုတာဟောနိဋ္ဌန္တမနောနိဋ္ဌန္တမလောအညစ်အကြေးတွေကိုထုတ်ပြရမယ်အနင်္ဂနောကိလေသာဆိုတဲ့အနောက်အရှက်တွေအညစ်အကြေးတွေကိုဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားပြတဲ့အခါကျတော့မှဒိဗ္ဗံအရိယဘုမေမြမဆိုတဲ့မြင့်မြတ်တဲ့သို့မဟုတ်ဒိဗ္ဗံမြင့်မြတ်တဲ့တောက်ပတဲ့အနာဂံဘဝလို့ဆိုတဲ့အရိယဘူမိရောက်ရှိမှဖြစ်တယ်အဲ့ဒီရောက်အောင်ကြိုးစားလို့ကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ဖယ်ရှားလို့ဒေါသဆိုတဲ့အမုန်းတရားတွေတွန်းရှံဖယ်ရှားလိုက်တဲ့အခါမှာအရိယဘူမိလို့ဆိုတဲ့မြင့်မြတ်တဲ့အဆင့်ကိုရောက်မှဖြစ်တယ်အဲ့ဒီကိုအရောက်အောင်လုပ်ပါလို့မြတ်စွာဘုရားဒီလိုဩဝါဒပေးတာသူပရမနဲ့ဒီလိုဩဝါဒပေးတာဒီဩဝါဒဟာသူ့အတွက်ကမဟုတ်ဘူးဘုန်းကြီးတို့အတွက်လည်းပါမယ်လို့ဒီလိုမှတ်သားကြဖို့လိုတယ်ပေါ့လူတိုင်းရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီနေ့မဟုတ်ဒီနေ့အရွယ်ရလာတာနဲ့တကြိုင်နဲ့ဘုန်းကြီးတို့ဘဝသိရွယ်ဝါဖြစ်လာကြပြီကျွေမဲမကြခင်လေပြေလေးမတို့လိုက်နဲ့တို့လိုက်ဖုတ်ခနဲ့ဆိုကျွေကြတော့နော်
Pandu Palata Yin Yoni de Yet Eddie Yin Yoni de Yet Chilla de Yin They meant the money gale in the gala count maybe here they count how more like count is that la count no count like that the other chum joke count the check how like 7 if you got it Eddie do they made the money gale the gala count me javi Hello Solura no la count me javi they both Lanson Langwa Yao Nature. Eddie Chamber, Sendayana, Goma, Yeka, Shibila, Dasena. Kudosure, Yeka, Goma, Babila. Maba, they who solution. Yekasa, Nijide. Era would piense mo, Yasavia, Hora. Dog Rohi, Diva Matano. Quay Agoya the coup, Loba, and Yan Loba. Quay Agoya the coup, the Saba. Lily Yan the Saba. Lily Mama Neva. I don't know. Was it them I see that, and yet Jiri, Topa, Kilidari, came on, Josaba, Eraba, Ria Bumilo Sure. Yenya de, a send you. Young my kid, Eddie Young, Dwama, look. Soloraro, a could over the Yaha, a Naga, a Saint Tia. Kamisana Sore, Sidi, Kamaraga Sore, Kamgo Ayumo Margaret Sidi, Kamaragari, Kindo, Dola Sore, Modiari, Kindo. Kamaraga Yavaga Sure, Titayazini Pia, Channaima, Anagam Boko Sobino, Chamabo, my Yautame. Yes, Avia, Dilusoma or a bida. I don't know someone or a baby, Jono Pianja, drop to a come. Now they are let Diluwe Pemian. Hello, listen, yes, Avia, Pem Bido, Songa. Yes, song capito, yes of Yago, or a people shouted come. Yes of Ya. Dilo or a day would tatalele be. And then you had cheated the Kajigo. Who did beat up? Yes of Ya. Now all I do, Barbados. Upanita wayo daniti. Upanita wayosa. Are you ready? The coup be the coup, post on like that. Don't go neither. Logama, a US news, Tijale. Poama, a US new. Send in a pancha below. But a mazo, the Datagane Piomesoye. Lua Salare Kama. Ah, Matida did, Emadama. Adinya le lunere, Ada e Kanagoa le lunere. Erelo lulu nene boalia. Tenetanga nebi, Willa be the Chengani Savio, Senedati Lucida. Erago Manda Tataka Lokore. They were lunere, Ayayama nune needed, Kalinge Boa, Manda Tataka. Senica Jolo, a then the Seti on Jala. Piore, the Gajenine. Kazare, Piore Bare, a Pio Chide, a Euro, Kita, Tataka, and Lucore. Now the Gana said the Nika Neviro, at that those that Kanagoa Twa Chang Viro, a diary, Deep Yolo. A lot dola you every chamber. Yoda về phía phía, Yoda mi về phía phía, tên là xe anh đi đâu để về hạ la giống chuyện đâu, từ lúc đó, era wana tataka lo kore. Ji
မာနဓာတကစနစ်ကုံသွားလို့အဲ့ဒီစနစ်ကနေတွန်းပို့လိုက်တာခိတ္တဓာတကရောက်သွားတယ်ခိတ္တဓာတကကနေကုံသွားတဲ့အခါကျတော့ဘယ်ရောက်တော့ဝဏ္ဏဓာတကရောက်သွားတယ်30 32နှစ်ကနေပြီးတော့40အထိအောင်အင်အားတွေခွန်အားဗလာတွေတိုးလာအဲ့ဒါကြတော့ဗလဓာတကလို့ခေါ်တယ်အာယနေပြည့်ဖြိုးလို့အသက်40ထိအောင်လူဟာအင်အားတွေကောင်းနေတာဗလဓာတကဝဏ္ဏဓာတကကုံဆုံးသွားတဲ့အခါမှာဗလဓာတကဆိုတာရောက်လာ10နှစ်10စုတစ်ခုတစ်ခုအဲ့ဒီကနေပြီးတော့41ကနေ50ကျတော့ပညာဓာတကအရာရာမှာဆင်ញင်တုံတရားရှိလာဘာဖြစ်ဖြစ်အရင်မလုပ်တော့ဘူးအလေးနဲ့တွေးတတ်တယ်ဆင်ញင်တတ်တယ်သုံးသပ်တတ်လာတယ်ဟောအဲ့ဒါလို့ဖြစ်လာ50ထိအောင်ပညာဓာတကလို့ခေါ်တယ်51ကနေပြီးတော့60ရောက်လာတဲ့အခါကျဘာဖြစ်လဲဟာနိဓာတကတဲ့ရော့ကြလာပြီအရွယ်ဆိုတာအဲ့ဒါလို့50ထိအောင်ပို့လိုက်ပြီးတော့50ကျော်လိုက်တာနဲ့တပြိုင်နက်အရွယ်ဟာတဖြည်းဖြည်းရော့ကြလာတဲ့အပိုင်းကိုရောက်လာတယ်ဟာနိဓာတက61ကနေပြီးတော့80ဆိုတဲ့အတိုင်းတာရောက်လာတယ်ရော့ကြရုံနဲ့မကဘူးဘာဖြစ်လာကိုင်းတိုင်းနဲ့ဖြစ်လာပြန်ပပ္ပဒဓာတကဆိုတာမျိုးဖြစ်လာအဲ့ဒီကနေပြီးရှေ့ဆက်သွားတဲ့အခါကျတော့ဝင်္ကဓာတကကုန်းလာခါကုန်းတယ်ဘာညာဒီလိုဖြစ်တယ်ပေါ့အဲ့ဒါလို့ဘဝတစ်ခုဟာအရွယ်တစ်ခုကနေအရွယ်တစ်ခုကိုပို့သွားကောင်းတဲ့အရွယ်တွေဟာဖြတ်ကျော်လာလို့ကုန်းသွားပြီလို့ဆိုလို့တယ်ကောင်းလို့တွက်မယ်ဆိုလို့ရှိရင်50ကျော်လာတာနဲ့ဒီတိုင်းနဲ့အကောင်းတွေကုံသွားပြီလို့ပြောမှာအကောင်းတွေကုံသွားပြီအဲ့ဒါကိုဆိုလိုတယ်လို့ပြောမယ်ဆိုရင်ဥပနိတဝယောဓာနိတိ60 90ရွယ်ရောက်နေတဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုကိုတွန်းပို့လိုက်တာနဲ့ကောင်းတဲ့အရွယ်တွေကနေပြီးမကောင်းတဲ့ဘက်ကိုရောက်လာပြီလို့ဒီအရွယ်ရောက်နေပြီလို့ဒီလိုဆိုလိုတာအဲ့တော့မကောင်းတဲ့ဘက်ကိုတွန်းပို့ခံလူတိုင်းဟာအနည်းနဲ့အများဒီလိုပဲဖြစ်လာတာပဲပေါ့အဲ့ဒါလို့တွန်းပို့ခံရတဲ့အခါဘာတွေဖြစ်လာတော့ဆိုသူဟာအရွယ်တွေလွန်လာတဲ့လူတယောက်ဟာဘာဖြစ်သေမင်းစီသွားနေရတဲ့အနေအထားမျိုးဖြစ်ပြီပေါ့သေမင်းထံသွားနေရတဲ့အရွယ်တွေဖြစ်လာပြီအဲ့ဒါလို့အရွယ်တွေဖြစ်လာလို့ဈာကာလမှာရပ်ဆိုင်ထားပြီးတော့နားလို့ရမလားလို့ဆိုအလုက္ခသာနားရတာပို့ခြင်းတရားနားလို့ရပါမလားရဘူးအလုတ်တော့နားလို့ရတယ်လေနော်အဲ့တော့ဈာကာလမှာပန်းမာသေးတယ်လေ rest လုပ်လိုက်ပါအောင်မယ်ဆိုလို့မရဘူးတဲ့သွားနေမှာပဲသူကတော့စင်စက်မပြတ်သွားနေတာနော်အဲ့ဒါကိုဆိုလို့ဝါသောတိနတ္ထိအန္တရာမင်းဈာကာလမှာခိတ္တကနပန်းဖြေဖို့ဆိုတော့မရနိုင်ဘူးတဲ့အရွယ်ကတစ်ခုပြီးတစ်ခုသွားနေတာတဲ့ဘယ်ကိုသွားနေတာတော့ဆိုသေခြင်းတရားစီကိုသွားနေအေးသွားနေတော့အဲ့ဒါလို့သွားနေတဲ့အခါမှာလိုအပ်တဲ့ဟာတွေရှိရလားလို့ဆိုပါထေယံပိစတေနဝိသတိမဲ့မှာရိတ်ခါလည်းမပါသေးဘူးတဲ့ဟောကုသိုလ်ရိတ်ခါဘာတစ်ခုမှမရှိဘူးတဲ့သူ့ရဲ့ဘဝတစ်ခုကိုသူဆင်ញင်အောင်ဒီလိုမြတ်စွာဘုရားဩဝါဒပေးတာဆင်ញင်စဉ်းစားတတ်လားအဲ့လိုတိုက်ရိုက်ဆုံးမဩဝါဒပေးတဲ့အခါမှာနောက်ဆုံးမှသူသောကရောဟိဒီပမတ္တနောဒီအခြေအနေမျိုးရောက်နေတဲ့ကိုဟာမိမိကိုအားကိုးစရာတခုမလုပ်ခဲမနေနဲ့လောက်တယ်ခိပ္ပံဝါယမပန္နိတောဘဝမြန်မြန်ကြီးကြိုးစားတဲ့လိမ့်မဖြစ်စမ်းပါလိမ့်မလှုပ်စမ်းပါလို့ဆိုတာကိုယ့်ဘဝမစင်စားတဲ့ပုဂ္ဂိုလ်ဟာလူမိုက်ပဲ
ကိုဘဝအခြေအနေကိုမသိဘူးဆိုရင်မိုက်မဲတာပေါ့သူများအကြောင်းမသိချင်နေပါစေကိုအကြောင်းတော့ကိုသိအောင်လုပ်ရမှာပေါ့အရက်ထဲကလူတွေကကိုအကြောင်းကြတော့ကိုသိချင်မှသိတာသူများအကြောင်းကြတော့ဟာတဲ့ကြားပြီးပြီလားနဲ့ဆိုလာတာပဲနော်သူများအကြောင်းတော့သိပြောတယ်ပေါ့ကိုအကြောင်းကိုသိအောင်ကြိုးစားလို့မြတ်စွာဘုရားဒီလိုဆိုတာပဏိတောဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်စမ်းမှာဒီတိုင်းမနေပါနဲ့နေတန္တမလောအလင်ကနောကျန်တဲ့ကိလေသာဆိုတဲ့အညစ်အကြေးတွေစိတ်ဓာတ်ရဲ့အညစ်အကြေးတွေဆိုလောဘတွေဒေါသတွေမာနတွေအိတ်သားတွေမစ္စရိယဒါတွေကိုယ်တဏ္ဍာမှာမဖြစ်ပါစေနဲ့စိတ်မှာအညစ်အကြေးကင်းသွားပြီဆိုလို့ရှိရင်ဘာဖြစ်လဲနပုဏ္ဏဇာတိစရံဥပိဟိတိဘယ်တော့မှမွေးဖွားတာဆိုတာမဖြစ်တော့ဘူးဘယ်တော့မှအိုရတာဆိုတာလည်းမဖြစ်တော့ဘူးနောက်ဆုံးဘယ်တော့မှသေရမှာဆိုတာလည်းမဖြစ်ဘူးမမွေးရင်မအိုဘူးမအိုရင်မသေဘူးပေါ့ဒီလိုဆုံးလို့တာပေါ့အဲ့တော့ပထမရက်ကမြတ်စွာဘုရားကအနာဂတ်အဆင့်ရောက်သည့်ထိအောင်ဟောလိုက်တာဟောတာပယ်ရမယ်ကာမရာဂဗျာပါဒတွေပယ်ဖို့မြတ်စွာဘုရားဟောပြီမဲ့လို့ဒီအသက်ရွယ်ကြီးနေတဲ့နွားသသမားရဲ့တာရွှေပရိသတ်အဖိုးကြီးကခံယူနိုင်စွမ်းကနည်းနည်းပဲရှိတော့ပထမဩဝါဒမှာသူကသောတပန်တော့ဖြစ်သွားတယ်အမြင်ရှင်းသွားတယ်တန်တရားတွေကျင်းသွားတယ်မှန်ကန်တဲ့အမြင်လေးတစ်ခုတော့ရသွားတယ်ပေါ့ဒုတိယတစ်ခါဟောလိုက်တဲ့အခါမှာသူဟာအနာဂတ်အဆင့်ကိုရောက်သွားတယ်ဘုရားဟောတဲ့တရားကတော့နပုဏ္ဏဇာတိစရံဥပိဟိတိဟိုခြင်းတည်ခြင်းကိုမရောက်နိုင်ဘူးဝေဖွားခြင်းအိုခြင်းကိုမရောက်တော့ဘူးမရောက်ဖဲရှိလိမ့်မယ်ကိလေသာတွေကိုပယ်မယ်ဆိုတာယဟနာအဆင့်ကိုဟောတာသို့တော့သူဟာအနာဂတ်အဆင့်ထိရောက်ပါတယ်လို့ဒီလိုဆိုပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုယ်တိုင်ကပါဋိယံပိစ္ဆတေနဝိဇ္ဇတိမြင့်မှာရိတ်ခါလေးမရှိသေးဘူးရိတ်ခါလေးရှိအောင်လုပ်လို့ဆိုတဲ့စကားအရာဘုန်းကြီးတို့တွေဟာဘဝဆိုတာတဖြည်းဖြည်းအိုမင်းရင်းရော်လာတာမှန်တယ်တဏှာခရီးကြီးကိုဒီလိုပဲသွားလာခဲ့ကြတာသွားတဲ့အခါမှာအရေးကြီးတာတော့ဘာလို့ဆိုရင်ဘဝရိတ်ခါဆိုရင်ကုသိုလ်ပဲဖြစ်ပါတယ်အဲ့ဒီဘဝရိတ်ခါပါမကိုယ်စိတ်ရဲ့အငြိကျေးကိုလည်းကိုယ်တန်ရှင်းနိုင်တယ်ဘဝရိတ်ခါပါမအသိဉာဏ်လည်းရမယ်အသိဉာဏ်ရမှကိုယ်တန်တရားကလွတ်မြောက်ကြောင်းဘဝဖက်မြောက်ကြောင်းတရားကောင်းကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်မှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတို့စိပြိဿအပေါင်းတို့ဘဝရိတ်ခါဆိုတဲ့ဘုရားမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဂါထာ၄ပုဒ်ပါဝင်တဲ့ဣတိသနာတော်ကိုနာယူမှတ်သားကြပြီးတဲ့အခါမှာလူတိုင်းဟာတနေ့တခြားအိုမင်းရင်းရော်လာတာမှန်တယ်အရေးကြီးတာဘဝရိတ်ခါရထားဖို့အရေးကြီးတယ်နောက်ဆုံးမှာဘဝရိတ်ခါဆိုတဲ့ထဲမှာကိုယ့်ရဲ့ယတ္တိယာဖြစ်တဲ့မဂ္ဂင်7ပါးကျင့်တရားကိုကျင့်ခြင်းဖြင့်တဏှာဝဆင်းရဲကလွတ်မြောက်နိုင်တဲ့မတရားဖို့တရားဆိုတာမျိုးတို့တွေရအောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း